ရက်တောက်ပြီးတဲ့နောက်ကျွန်တော်စိတ်တူတူနဲ့စပွဲခုံကိုအားပြင်းပြင်းရိုက်ပြီးလူဖီဖီကိုခေါ်ခဲ့ဆန်းလို့အော်ဟစ်လိုက်တယ်သူမရဲ့ပေါင်တွင်းသားကကိုက်ရအမာရွတ်ဟာကျွန်တော်ကိုယ်တိုင်ကိုက်ပစ်ခဲ့တာပါအဲ့ဒါကိုဒေါ်တော်ကရေမောပြီးအလိုဒါဆိုမင်းကဘယ်တော့ငါတမက်လုံးမှလဲလို့မေးတဲ့အခါကျွန်တော်ကနှာခေါင်းရှုံပြီးကျွန်တော်ကတော့ရဟန်းဝတ်လိုက်ရတာကမှတော်ဦးမဲ့ဒီကျေးဇူးကမ်းတဲ့ကောင်မလေးကိုတော့လုံးဝလက်မထပ်နိုင်ဘူးလို့ပြန်ပြောခဲ့တယ်မင်းလိုတစ္ဆာမရှိတဲ့လူမျိုးဆိုကဘာပေါ်မှာမိန်းမတွေအကုန်လုံးကုန်သွားရင်တော့ငါကတော့မင်းကိုလက်ထပ်မှာမဟုတ်ဘူးအဲ့ဒီနောက်ပိုင်းကျွန်တော်နိုင်ငံခြားမှာပညာသင်ကြားမှုတွေပြီးဆုံးလို့တိုင်းပြည်ကိုပြန်ရောက်လာတဲ့အခါမှာတော့ကျွန်တော်ရဲ့မိဘတွေကသူမတို့အိမ်မှာထမင်းစားဖို့တောဖိတ်ခိုင်းပါတယ်ဒါပေမဲ့လမ်းမှာတင်သူမရဲ့ရီးစားတစ်ကိုဘာတစ်ခုတည်းမှတွေ့ခဲ့ရတယ်ဒါကြောင့်ကျွန်တော်ဟာလူဖီဖီကိုလာရှာတယ်ဆိုတာအဲ့ဒီလူတီးသွားပြီးကျွန်တော်ကိုအပြင်ရောက်အောင်တွန်းထုတ်ပြီးဖားကောင်ကများဟင်းသားမင်းကိုမျှော်လင့်နေတာလားလူဖီဖီမှာတန်ရှင်းမှုအစွဲလန်းရှိတာအားလုံးသိကြတယ်မိမိရီးစားကလွဲရင်တခြားပဲယောက်ျားကိုမှကြည့်တောင်မကြည့်ချင်ဘူးလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲနောက်ကနေဒီမှာဘာတွေဖြစ်နေတာလဲဆိုတဲ့အတန်ထွက်လာပြီးလူဖီဖီရှိကိုထွက်လာကအန်ဝဒကြီးနဲ့ကူရှန်နင်းဒီကိုဘယ်လိုရောက်နေတာလဲလို့မေးတယ်အဲ့ဒါနဲ့ကျွန်တော်ကရေပြီးဝေါ့ကောင်းသားပဲငါ့ကိုမေးသွားပြီးထင်နေတာပြီးတော့ဟိုလူပဲလဲပြီးဒီလူကလူမိသားစုရဲ့တမီးကြီးကိုဘယ်လိုတောင်ရိုင်းရိုင်းဆိုင်ဆိုင်ပြောရတာလဲလို့မေးလိုက်တယ်သူမကလည်းဘာဖြစ်လို့လဲပြန်ရောက်ခါစားရှိသေးတာကိုဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲလို့မေးတော့ကျွန်တော်ကနင်းရေးမိရလားနင်းတယောက်တည်းကိုလိုက်ရှာဖို့ငါဘယ်လောက်ဒုက္ခရောက်ခဲ့ရလဲလို့တိုင်တော်လိုက်တယ်သူမဟာရှေ့မှာရက်နေတဲ့လူဟာကူရှန်အစ်စ်ဖြစ်နေတာကိုမယုံနိုင်တယ်လို့မျိုးစိုက်ကြည့်နေမိတယ်အဲ့ဒီနောက်သူမခက်ခဲ့ပါထားလိုက်ပါတော့ဒါနဲ့နင်းကဘာအဝတ်စားတွေဝတ်ထားတာလဲစပင်တွေကလည်းကစင်ကလျာနဲ့အခုခေတ်နိုင်ငံခြားမှာဖုန်းတောင်းစားအမှုပညာရှင်စတိုင်ခေတ်စားနေတာလားလို့မေးလို့ကျွန်တော်ကလည်းဒါတွေအကုန်လုံးနင်းကြောင်ဖြစ်ရတာမဟုတ်ဘူးလားလို့ပြန်ပြောလိုက်တယ်သူမကချက်ချင်းပဲဒါကငါအပြစ်မှမဟုတ်တာနင်းပြန်ရောက်လာပြီဆိုတာငါခုမှသိတာလေလို့ပြောတယ်ကျွန်တော်ကသူမရဲ့ရီးစားဘက်ကိုလက်ညှိုးထိုးပြီးနင်းရီးစားကတကယ်ကိုအစွမ်းထက်တာပဲငါကနင်းနဲ့တွေ့ဖို့ပဲလာတာကိုသူကငါ့ကိုရန်ရှာပြီးတွန်းထုတ်ပစ်တယ်လူဖီဖီလူရွေးတက်တဲ့နင်းမျက်လုံးကတကယ်ကိုထူးချွန်ပါတယ်လို့ပြောလိုက်တာနဲ့သူမဟာဒေါသတကြီးနဲ့ဟန်ရွှေဘက်လှည့်ပြီးနင်းသူ့အပေါ်လက်ပါရဲတယ်လားသူ့ကိုထိခွင့်ရအောင်ဘသူကနင်းကိုတက်တိပေးလိုက်တာလဲလို့မေးတယ်အဲ့ဒါနဲ့ဟန်ရွှေကပြပြတလဲနဲ့လူသမီးကြီးကျွန်တော်စကားကိုနားထောင်ပါဦးသူပြောတယ်လို့မဟုတ်ပါဘူးသူကအယမ်းမာနာထောင်သွားနေပြီးသမီးကြီးရဲ့နာမည်အပြည့်စုံကိုခေါ်နေတာဒါကသမီးကြီးကိုစော်ကားတာမို့လို့ကျွန်တော်စိတ်တူသွားတာပါလို့ရှင်းပြတယ်ဒါကိုလူဖီဖီကအေးဆက်ဆက်လေးတန်နဲ့သူ့မှာဘာခွင့်ရရှိလို့အဲ့ဒီလိုခေါ်လဲလို့နင်မေးနေတာလားဘာလို့လဲဆိုတော့ငါကိုယ်တိုင်သူ့ကိုအဲ့ဒီအခွင့်အရေးပေးထားလို့ပဲသူငါ့ကိုဘလို့ပဲခေါ်ဒါငါကိစ္စပဲနင်ဝင်ပြောစရာမလိုဘူးလို့ပြက်ပြက်တတပြောလိုက်တယ်သူမရဲ့စကားကိုကြားလိုက်ရတော့ကျွန်တော်ရင်ထဲကဒေါသတွေအကုန်လုံးရုတ်တရက်ပြက်ကွယ်သွားပြီးပေါ်ပါသွားတယ်လို့ခံစားလိုက်ရတယ်တပြိုင်နက်တည်းမှာပဲဟန်ရွှေရဲ့မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီးလူသမီးကြီးတင်တို့နှစ်ယောက်ဒီလောက်ထိယဉ်နီးကြမှန်းကျွန်တော်တကယ်မသိခဲ့လို့ပါခွင့်လွှတ်ပေးပါဗျာလို့ထစ်အငေါငေါတောင်းပန်ပါတော့တယ်အစကတော့ကျွန်တော်သူ့ကိုပညာပေးဖို့စဉ်းစားထားပေမဲ့သူ့ရဲ့တနာစရာအခြေအနေကိုမြင်တော့စိတ်ပြောင်းသွားတယ်ဒါပေမဲ့တခုတော့ဝန်ခံရမယ်အဲ့ဒီလူကအခြေအနေကိုကောင်းကောင်းနားလဲတယ်လူဖီဖီရဲ့စရိုက်ကိုကောင်းကောင်းသိလို့အခုချိန်မှာစက်တိုက်တောင်းပန်နေတာကသာအကောင်းဆုံးနည်းလမ်းဆိုတာသူသိတယ်အဲ့ဒီနောက်လူဖီဖီကကဲနင်ပါဆက်လုပ်တယ်လဲဆိုတာနင်မသာစဉ်းစားဖို့လို့ပြောတော့ဟန်ရွှေကချက်ချင်းပဲတောင်းပန်ပါတယ်ကျွန်တော်ဖြစ်ပါအကြောင်းစုံကိုမသိပဲလက်မပါတင်ခဲ့ပါဘူးလို့ဆိုတယ်လူဖီဖီကခေါင်းညိတ်ပြီးတော်ပြီးနောက်ထပ်ပြောနေဖို့မလိုတော့ဘူးကိစ္စတွေပူကြီးသွားရင်ငါရဲ့အရှိန်ဝါကိုအလွဲသုံးစားလုပ်နေတယ်လို့လူတွေပြောကြလိမ့်မယ်လို့ပြောပြီးကျွန်တော်ဘက်ကိုပြုံးလေးလက်ကလာငါနဲ့လိုက်ခဲ့လို့ခေါ်ပါတယ်ပြီးတော့ကြံတဲ့လူတွေကိုပါတီဆက်လုပ်ချင်တဲ့လူဆက်လုပ်ကြမလုပ်ချင်တဲ့လူအိမ်ပြန်လို့ရပြီးငါကတော့အရင်သွားပြီးလို့ပြောရင်ရုတ်တရက်တစ်ခုခုတတိယသွားပြီးအော်ဒါနဲ့ငါဖုန်းဘယ်မှာလဲလို့မေးတယ်လူတယောက်ကဖုန်းကိုလာပေးပြီးတမီးကြီးဖုန်းပါဗျာလို့ကမ်းပေးလိုက်တယ်ဖုန်းကိုမြင်လိုက်တာနဲ့ကျွန်တော်သူမစီဖုန်းအချိန်ချင်းခေါ်ခဲ့တာကိုတတိယသွားပြီးစိတ်ဆိုးမှန်ဆိုးနဲ့လူဖီဖီငါနေ့စီဖုန်းတွေအများကြီးခေါ်တာကိုနင်ကငါအတန်ကိုတော့မမှတ်မိဘူးငါဒီကိုတက်စီနဲ့လာခဲ့ရတယ်ပတ်စံလည်းမရှိလို့အကူအညီတောင်းဖို့ဖုန်းဆက်တာကိုနင်ကမကင်ဘူးဒီလိုဖုန်းမျိုးဆိုရင်တော့အမိုက်ပုံတဲ့ပဲလွှင့်ပစ်လိုက်တော့လို့ပြောလိုက်တယ်သူမကတက်ပြင်းချပြီးအခန်းထဲမှာစူညံလုံးလို့နင့်အတန်ကိုမမှတ်မိတာဘာဆန်းလို့လဲဒါနဲ့နေပါဦးဘာတွေဖြစ်လာတာလဲနင်ကနိုင်ငံခြားကနေရုတ်တရက်ကြီးပြန်ရောက်လာပြီးဒီလိုညစ်တဲ့တကောင်မှာငါ့ကိုလိုက်ရှာနေတာတေးချတယ်အရေးကြီးတဲ့ကိစ္စတစ်ခုခုရှိလို့နေမှာလို့မေးရင်နောက်ပြောင်တဲ့အပြုံးလေးနဲ့ကူရှမ်းနေရုတ်တရက်ကြီးငါ့ကိုသဘောကျနေမှန်းသိသွားလို့အခုလိုအပြေးလွှားလာရှာတာတော့မဟုတ်ပါဘူးနော်လို့မေးပြီးရေမောကဒါတင်မကသေးဘူးငါရဲ့ရီးစားဟောင်းနဲ့ပါရန်ဖြစ်လိုက်သေးတယ်အမှန်တိုင်းပြောနေငါ့ကိုအခြေအကန့်လန်းတော့မလို့လားလို့ဆိုတယ်ဒါနဲ့ကျွန်တော်ကသူမကိုစိုက်ကြည့်ပြီးနေ့ရဲ့အရှက်မရှိမှုကတရက်ထက်တရက်ပိုတိုးလာတာပဲလို့ပြောတော့သူမကအော်နောက်ပြောင်တာလေးတောင်မလုပ်ရတော့ဘူးလားအမေရိကမှာနှစ်အနည်းငယ်လောက်နေခဲ့ရုံနဲ့လူမှုဆက်ဆံရေးဟာတညံတွေပျောက်ဆုံးသွားတာလားလို့ပြန်ပြောတယ်
ကျွန်တော်ကတပြင်းချပြီးအခုငါစိတ်ကမကြည်လင်ဘူးဒီလိုအချိန်မှာလာနောက်နေရင်တော့နင်ပဲဒုက္ခရောက်လိမ့်မယ်လို့တတိပေးလိုက်မှသူမကတီတီငိမ့်ငိမ့်နဲ့ကဲဒါဆိုပြောပါဦးနင်ငါ့ကိုဘာလို့လာရှာတာလဲလို့မေးတယ်ကျွန်တော်ကနင့်အိမ်တကားဖွင့်ခိုင်းဖို့လေငါမှနင့်တိုက်ခန်းတော့မရှိဘူးလို့ဖြေလိုက်တော့သူမကချက်ချင်းပဲငါအမေစီဖုန်းဆက်လိုက်ရင်တကားဖွင့်ပေးရုံတင်မကဘူးနင့်ကိုကြိုဆိုဖို့အနီရောင်ကော်စောတောင်ခင်းပေးဦးမလို့ပြောရင်ရုတ်တရက်ရက်သွားပြီးနေဦးနင့်ပဲအိမ်ကိုပြောတာလဲငါနေတဲ့တိုက်ခန်းကိုပြောတာတော့မဟုတ်ပါဘူးနော်လို့မေးတယ်ကျွန်တော်ကအဲ့ဒီအိမ်ကိုပြောတာပေါ့မဟုတ်ရင်ငါနင့်ကိုဘာလို့လိုက်ရှာမလဲလို့ပြောလိုက်တာနဲ့သူမရဲ့မျက်နှာပြတ်သွားပြီးနင်ငါတိုက်ခန်းမှာဘာလို့မလို့လဲဒီလောက်ညှင်းနေပြီကိုအိတ်ဆရာနေရလို့ချင်းရင်ငါအမေစီသွားပါလားလို့ပြောတယ်သူမစိတ်ထဲမှာတခုခုမှားယွင်းနေပြီဆိုတာသိနေပေမဲ့အဲ့ဒီအခြေအနေကိုလက်မခံခြင်းသေးပဲမိမိရဲ့အတွေးမှားပါစေလို့ပဲညှော်လင့်နေပုံရတယ်အဲ့ဒါနဲ့ကျွန်တော်ကဖြည်းဖြည်းချင်းပဲနင့်ကိုလည်းမပြောရသေးဘူးထင်တယ်ငါတို့နှစ်ယောက်စလုံးကိုငါတို့အမေတွေကထောင်ချောက်ဆင်လိုက်တာစိတ်မပူပါနဲ့ငါလည်းနင်လိုပဲတားကောင်ဖြစ်ခဲ့ရတာမို့နင့်ခံစားချက်ကိုငါကောင်းကောင်းနားလဲပါတယ်လို့ပြောလိုက်တော့သူမလုံးဝစွန့်သွားပြီးဒါတွေကဘာတွေလဲဘာလို့အားလုံးကရုတ်တရက်ကြီးဖြစ်ကုန်ရတာလဲငါကကိုရှမ်းနဲ့အတူတူထက်နေရအောင်မလားငါအခုထိစိတ်အစဉ်တည်းမဖြစ်သေးဘူးငယ်တငယ်ချင်းဖြစ်တာနဲ့ပဲအတူတူနေရမယ်လို့မဆိုလိုပါဘူးလို့ညှိတွားနေတယ်ကျွန်တော်ကတော့ဘာမှပြန်မပြောပဲဒီသတင်းကိုသူမနားလေလက်ခံနိုင်ဖို့အချိန်ပေးပြီးဘေးမှာငြင်းငြင်းလေးစောင့်နေပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကစိတ်ဆိုးမှန်ဆိုးနဲ့ကျွန်တော်စီပြေးလာပြီးဟေ့ကောင်ပတ်စံပေးဦးလေအလကားစီးပြီးပြေးမလို့လားလို့အော်ပြောမှကျွန်တော်စိတ်လောပြီးတက်ကစီခမပေးရသေးပဲဆင်းလာမိတာကိုတတိယသွားတယ်ကျွန်တော်လည်းအာနာနာနဲ့စောကြီးပါအကိုအခုပဲပေးပါမယ်လို့ပြောလိုက်ပေမဲ့နောက်တစ်ချက်မှာအိတ်ကက်ထဲပတ်စံလုံးဝမရှိတာကိုတတိယသွားတယ်ဒါကြောင့်ဘေးမှာရက်နေတဲ့လူဖီဖီကိုဆွဲခေါ်ပြီးဖီဖီငါ့ကိုပတ်စံနဲ့ချေးပါဦးငါတပြားမှမရှိတော့ဘူးတက်ကစီခါတော့မပေးနိုင်ဘူးလို့ပြောလိုက်တယ်သူမကမယုံသလိုကြည့်နေလို့အိတ်ကက်နှစ်ဖက်စလုံးကိုဆွဲထုတ်ပြလိုက်တော့လူဖီဖီတကယ်ကိုစုံသွားရရှာတယ်အဆုံးမှာတော့သူမတက်ကစီဒရိုင်ဘာစီသွားပြီးရင်ကြီးကြီးနဲ့ဦးလေသူ့ရဲ့တက်ကစီခဘယ်လောက်ကြလဲဟင်တမီပေးလိုက်ပါမယ်လို့မေးတယ်ဒရိုင်ဘာကသူမကိုခြေဆုံးကောင်းဆုံးစိုက်ကြည့်ပြီးအထူးသဖြင့်သူမကင်ထားတဲ့အဖိုးတန်လက်ကင်အိတ်ကိုကြည့်ကမျက်နှာမှာလောဘအရေးရောင်တွေပေါ်လာတယ်ပြီးတော့သူကပြုံးပြီးလှပတဲ့မမလေးခင်ဗျာဒီလူချောလေးရဲ့ကားခက480ရွမ်ကြပါတယ်ကျူအာကုတ်ကဒီမှာပါစကင်ဖက်ပေးပါလို့ပြောလာတယ်ဒါကိုကြားလိုက်ရတာနဲ့ကျွန်တော်ချက်ချင်းရှိကိုတိုးပြီးဟိတ်ခမည်းမီတာမှာ48ရွမ်ပဲပြထားတာကို480ရွမ်ကဘယ်ကနေရောက်လာတာလဲလို့ဒေါသတကြီးနဲ့စောဒကတက်ပြီးခမည်းကိုကျွန်တော်တိုင်ပြစ်မယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်ဒေါသကအထုထိတ်ရောက်နေပြီးသူ့ကိုအသေးသက်ဆဲဆိုပြစ်ချင်စိတ်ပေါက်နေတာပါဒါပေမဲ့လူဖီဖီကဒရိုင်ဘာရှိသွားပြီးအရန်နူးညံ့တဲ့လေတံနဲ့ဦးလေ480ရွမ်မဟုတ်လားတမီအခုပဲပေးပါမယ်လို့ပြောလိုက်တာနဲ့ဒရိုင်ဘာမျက်နှာမှာပျော်ရွှင်မှုတွေလွှမ်းသွားပြီးဟုတ်ကဲ့မမလေးဒီကျူအာကုတ်လေးကိုစက်ကင်ဖက်ပေးပါလို့ပြတလဲပြောတယ်လူဖီဖီကလည်းပြုံးပြုံးလေးနဲ့ငွေပေးချေလိုက်ပြီးနောက်တစ်ချက်မှာဖုန်းကိုမြောက်ပြကကောင်းပြီငွေပေးချေမှုဖြတ်ပိုင်းကိုတင်ထားလိုက်ပြီဆိုတော့အခုတိုင်ကြားရတာပိုရသွားပြီလို့ပြောလိုက်တာနဲ့ဒရိုင်ဘာမျက်နှာကအပြုံးတွေတောင့်ခဲသွားပြီးချက်ချင်းဖြူရော်သွားတော့တယ်သူခံတီးတဲ့ထောင်ချောက်ထဲသူကိုယ်တိုင်ပြန်ပိတ်မိသွားမှန်းသိတာနေပြီးသူကတုံရင်နဲ့လက်အုပ်ချီကကျွန်တော်မှသွားပါတယ်ကျေးဇူးပြုပြီးမတိုင်ပါနဲ့ဗျာကျွန်တော်မှလှုပ်ကြွေးရမယ့်အမိအိုနဲ့ကလေးငယ်တွေရှိလို့ပါလှုပ်ပြုတ်သွားရင်ကျွန်တော်ဘာလုပ်ရမလဲလို့တောင်းပန်ရှာတယ်ဒါပေမဲ့လူဖီဖီကသူ့စကားကိုလုံးဝနားမထောင်ပဲဖုံးထုတ်ပြီးတယောက်ယောက်စီခေါ်လိုက်ရခဏကြာမှတက်တော်ဆောင်အများပြားရောက်လာကြတယ်လူဖီဖီကသူတို့ကိုကြည့်ပြီးဒီလူကအရန်နှောက်ယှက်နေတဲ့သူ့ကိုဘယ်လိုကင်တွင်မလဲဆိုတာနင်တို့ပဲကြည့်လို့လိုက်တော့လို့အမိန့်ပေးလိုက်တယ်တက်တော်ဆောင်တယောက်ကဥညွတ်ပြီးလူသမီးကြီးစိတ်မပူပါနဲ့မမလေးစိတ်ကြည်နက်မှုရစေမဲ့အစီအစဉ်မျိုးကျွန်တော်တို့လုပ်ပေးပါမယ်လို့ပြောပြီးအဲ့ဒီဒရိုင်ဘာကိုဆွဲခေါ်သွားကြတယ်ဒရိုင်ဘာကတောက်လျှောက်ရုန်းကန်နေပေမဲ့ဘယ်သူမှနားမထောင်ဘူးသူတို့ကိုစိတ်ငြိမ်တဲ့လမ်းကြားတစ်ခုတည်းခေါ်သွားတာကိုကျွန်တော်လမ်းကြည့်နေတော့မှပဲနာကျင်စွာအော်ဟစ်တန်ခတ်တဲ့ကိုကြားလိုက်ရတယ်အဲ့ဒီနောက်လူဖီဖီကကျွန်တော်ကိုကြည့်ပြီးခဲ့အိမ်ပြန်ကြစို့လို့ခေါ်တာနဲ့ကျွန်တော်ခေါင်းညိတ်ပြီးကားပေါ်လိုက်စီးခဲ့တယ်ကားအင်ဂျင်တန်အကျယ်ကြီးထွက်လာပြီးနောက်ကားဟာလမ်းမပေါ်မှာလျှက်စီးလို့မြ мян ဆက်ဆန်မောင်းထွက်သွားပြီးမကြခင်မှာပဲလူဖီဖီရဲ့စိန်ခံတိုက်ခန်းကိုရောက်သွားကြတယ်ကျွန်တော်ရဲ့ပစ္စည်းတွေကိုတည်ပြီးအထက်ဝင်ခါနီးမှာပဲရုတ်တရက်ရက်လိုက်ပြီးဒါနဲ့ငါရဲ့လက်ပွေကိုလည်းထည့်ပေးထားဦးဒါမှတကားဖွင့်ရတာလွယ်မလို့ပြောလိုက်တော့သူမကချက်ချင်းနှာခေါင်းရှုံပြီးမရပါဘူးငါကဘာလို့နစ်လက်ပွေကိုထည့်ပေးရမှာလဲလို့ညင်းတယ်အဲ့ဒါနဲ့ကျွန်တော်ပစ္စည်းတွေကိုချထားလိုက်ပြီးသူမလိုပဲလက်ပိုက်ရက်ကဘာလို့လဲဆိုတော့ဒီနေ့ကစပြီးငါကဒီမှာပဲနေမှာမို့လို့လေလက်ပွေမရှိရင်အဝင်ထွက်ဘယ်လိုလုပ်မလဲလို့ပြောရင်သူမအနာတိုးသွားပြီးနာနာကက်ကခက်တိုးတိုးနဲ့ဒါမှမဟုတ်လူသမီးကြီးကိုယ်တိုင်ပဲငါရဲ့ကိုယ်ပိုင်စီကံလုပ်ချင်လို့လားတနေ့လုံးငါအတွက်တကားအဖွင့်အပိတ်လုပ်ပေးမလို့လားလို့စနောက်လိုက်တယ်ဒါကိုကြားတော့လူဖီဖီရဲ့မျက်နှာတစ်ခုလုံးဒေါသကြောင့်နီးရဲသွားပြီးလက်ပွေစကင်နာကိုလက်ညှိုးထိုးကမြ мян လက်ပွေနှိပ်စမ်းလို့អော်တယ်ဒါပေမဲ့နောက်တစ်ချက်မှာသူမစိတ်ဆိုးမှန်ဆိုးနေနေဦးနင့်ကိုဒီမှာနေဖို့ဘသူကခွင့်ပြုလို့လဲနေငါကိုမေးဘူးလို့လား
ဒါငါရဲ့ကိုယ်ပိုင်နေမည်ပဲငယ်တချင်းဖြစ်တာမှန်ပေမဲ့ငါရဲ့ကိုယ်ပိုင်နေရတဲ့ကိုတော့ပေးမဝင်နိုင်ဘူးလို့ပြောတယ်ကျွန်တော်ကတော့ဂယုမဆိုင်တဲ့ပုံစံနဲ့နင်ကငါဘာသာငါဒီမှာလာနေခြင်းနဲ့ထင်နေတာလားဒေါ်တော်ကငါ့ကိုလွတ်လိုက်တာလို့ပြောလိုက်မှလူဖီဖီတစ်ခုခုကိုသဘောပေါက်သွားပြီးကူရှမ်းနင်ခုနကငါတို့နှစ်ယောက်စလုံးထောင်ချောက်ဆင်ခံရတယ်ပြောတာအဲ့ဒါနဲ့ပတ်သက်နေတာလားလို့မေးတယ်ကျွန်တော်ကပြုံးပြီးဝတ်လူသမီးကြီးကတကယ်ကိုထက်မြက်တာပဲနောက်ဆုံးတော့နားလဲသွားပြီးပေါ့လို့ပြောပြီးတီတီငိမ့်ငိမ့်နဲ့ပဲမကြခင်ငါတို့နှစ်ယောက်ဆစ်ဆက်ရတော့မှမို့မိသားစုနှစ်ဖက်စလုံးကငါတို့ကိုအတူတူအရင်နေထိုင်ပြီးတယောက်အကြောင်းတယောက်ပိုနားလဲအောင်လုပ်ခိုင်းတာလို့အကြောင်းစုံကိုပြောပြလိုက်တယ်လူဖီဖီလုံးဝဆုံသွားပြီးမယုံနိုင်တယ်လို့ကြည်ကနင်ပါပြောလိုက်တယ်နင်နဲ့ငါဆစ်ဆက်ရမယ်ဟုတ်လားဒါတွေကဘာတွေလဲလို့မေးတယ်ကျွန်တော်ကပခုံးတုံပြီးဇလန်းကဒါပဲကြံတဲ့အကြောင်းရင်းသိချင်ရင်တော့ဒေါ်တော်စီကိုယ်တိုင်သွားမေးငါကတော့အရန်ပင်ပန်းနေပြီခရီးဝေးကြီးလာခဲ့ရလို့အိတ်ချင်လာပြီးသွားအိတ်တော့မယ်ဘိုင်ဘိုင်လို့ပြောပြီးပစ္စည်းတွေတဲကအိတ်ခမ်းထဲဝင်ဖို့လို့တော့လူဖီဖီကကျွန်တော်လက်ကိုချက်ချင်းလှမ်းဆွဲပြီးနင်အခုအကုန်လုံးကိုရှင်းရှင်းလင်းလင်းပြောပြအောင်မပြောပြမချင်းဘယ်မှမသွားရဘူးလို့တားတယ်ကျွန်တော်ကသူမဆွဲတဲ့အားကိုတုံးပြီးဆိုဖာပေါ်တန်းလဲချလိုက်ပြီးမျက်စိမိတ်ကကဘာပေါ်မှာဘာမှမရှိတော့တယ်လို့မျိုးအိတ်ပစ်လိုက်တယ်အမှန်တော့ကျွန်တော်တကယ်ပင်ပန်းနေတာကိုပြချင်တာလဲပါတာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ဒီပြုမှုကငငယ်ကလိုပဲသူမကိုပိုးပြီးစိတ်တူစေခဲ့တယ်ခဏနေတော့သူမကဒေါသတာကြီးနဲ့မနှက်ဖြန်မနှက်ကြရင်ငါအိမ်ကိုဖုန်းဆက်ပြီးနင့်ကိုပြန်ခေါ်ခိုင်းမယ်လို့ပြောတာနဲ့ကျွန်တော်ဆိုဖာပေါ်ကနေချက်ချင်းထထိုင်ပြီးငါနင့်ကိုပြောပြီးပြီလေဒီနေ့ကစပြီးငါဒီမှာပဲနေမယ်လို့နင်လူစကားနားမလည်ဘူးလားလို့ပြန်អော်လိုက်တယ်လူဖီဖီကဒီစစ်ဆက်တဲ့ကိစ္စကိုငါဘယ်တော့မှလက်မခံနိုင်ဘူးလို့ဆိုလို့ကျွန်တော်ကလည်းအေးအေးဆေးဆေးပဲလက်မခံနိုင်ရင်နင်မိဘတွေနဲ့အဖိုးကိုတွားပြောငါကတော့ဘာမှမတတ်နိုင်ဘူးလို့ပြောလိုက်တယ်အဖိုးလည်းပါဝင်နေတာလားဆိုပြီးသူမထပ်မံထိတ်လန့်သွားပြီးစိတ်ထဲမှာမေးခွန်းတွေအများကြီးပေါ်လာပုံရတယ်သူမစိတ်ရှုပ်နေတာကိုမြင်တော့ကျွန်တော်ကမနှက်ဖြန်ညကြရင်အိမ်ကိုသွားပြီးလူကြီးတွေကိုမေးကြည့်လိုက်နားမလဲတာရှိရင်တိုက်ရိုက်မေးပေါ်လို့ပြောပေမဲ့သူမကပို့ပြီးမကြည်မနှက်ဖြစ်ကနင်ကဘာလို့ဒီကိစ္စတွေကနေအပြင်လူလိုနေနေရတာလည်းမရဘူးနင်လဲငါနဲ့အတူလိုက်ခဲ့ရမယ်လို့ဆိုတယ်ကျွန်တော်ပခုံးတုံပြီးရတယ်လေငါအတွက်ပြဿနာမရှိပါဘူးလို့ပြောလိုက်ပေမဲ့ရင်ထဲမှာတော့တော်တော်လေးစိတ်လှုပ်ရှားနေမိတယ်မနှက်ဖြန်ကြရင်အိမ်မှာပွဲကြီးပွဲကောင်းဖြစ်တော့မယ်ဆိုတာကြိုသိနေလို့ပါပြီးတော့ကျွန်တော်တခုခုတတိယသွားပြီးအော်ဟုတ်သားပဲမနှက်ဖြန်မနှက်နင် University သွားရမှာမလားငါ့ကိုနှိုးဖို့မမေးနဲ့ဦးလို့ပြောလိုက်တော့သူမကအအော်ဒါကြီးနဲ့နင်ကဘာလို့ငါနဲ့အတူ University လိုက်မှာလဲလို့မေးတယ်ကျွန်တော်ကပြုံးပြီးဘာလို့လဲဆိုတော့မနှက်ဖြန်ကစပြီးငါလဲအဲ့ဒီ University မှာပဲတက်မှာမို့လို့လေလို့ပြောလိုက်တာနဲ့လူဖီဖီလုံးဝကြောက်ရွံ့လို့ငြိမ်ကျသွားပြီးသူမဘာကြားလိုက်ရလဲဆိုတာမယုံနိုင်တဲ့မျက်နှာပေးမျိုးဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ကတော့သူမကိုဂယုမဆိုင်ပဲတချင်းလေးကြီးဆိုရင်ရေချိုးကန်းနဲ့ဝင်သွားခဲ့တယ်ခဏနေတော့သွားတိုက်မျက်နှာတစ်ပြီးညအိတ်ဝတ်စုံလဲကအပြင်ထွက်လာပြီးငါသွားအိတ်ပြီးလို့ပြောလိုက်တယ်နောက်တနေ့မနက်မှာတော့လူဖီဖီကကျွန်တော်ကိုသူမနဲ့အတူလိုက်ခဲ့စီခြင်းစိတ်လုံးဝမရှိပေမဲ့ကျွန်တော်ကိုအိမ်မှာတယောက်တည်းထားခဲ့ဖို့လဲစိတ်မချတာကြောင့်နောက်ဆုံးတော့ကားပေါ်တင်ပြီး University ကိုခေါ်လာခဲ့ရတယ်လူဖီဖီတက်နေတဲ့ University ကတာမန်ကျောင်းတွေလိုမဟုတ်ပဲကျောင်းဝင်းကြီးတစ်ခုလုံးကဇင်ခံပန်းဖြေစခန်းတစ်ခုလိုမျိုးတကယ်ကိုခမ်းနားထဲဝါလာတယ်ကျောင်းကိတ်ဝနဲ့မီတာ100လောက်အကွာကိုရောက်တဲ့အခါမှာတော့ကျွန်တော်ကချက်ချင်းပဲရက်ငါ့ကိုဒီမှာပဲချပေးခဲ့တော့လို့អော်လိုက်တယ်လူဖီဖီကားရက်ပြီးအန်ဝဒါကြီးနဲ့ University ကိုမရောက်သေးဘူးလေနင်ဘာလို့ဒီမှာဆင်းကျင်ရတာလဲလို့မေးတော့ကျွန်တော်ကပြုံးပြီးဘာလို့လဲဆိုတော့ငါကအရန်ထက်မြက်လို့လေလူသမီးကြီးနင်ကဒီကျောင်းမှာအာယုံအဆိုင်ခံရဆုံးလူပုဂ္ဂိုလ်တယောက်ပဲငါသားနေနဲ့အတူအထဲကိုလိုက်သွားရင်ငါဘဝမှာအေဂျင့်တဲ့နေ့ဆိုတာရှိတော့မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်သူမကပိုပြီးစိတ်ရှုပ်သွားပေမဲ့ကျွန်တော်ကိုကားပေါ်ကနေအလွယ်တကူပေးဆင်းဖို့အစီအစဉ်မရှိပုံပဲသူမကျွန်တော်အနာတဖြည်းဖြည်းတိုးလာပြီးပြုံးကအလိုကိုရှမ်းနိုင်ငံသားကိုတစ်ခေါက်သွားလိုက်ရုံနဲ့နင်ဒီလောက်တောင်ကြောက်တက်သွားတာလားလို့မေးလိုက်တဲ့အချိန်မှာသူမစီကရေမွေးနယ်လေးကပြန့်လွင့်လာပြီးကျွန်တော်ရဲ့နိုင်ရွက်တွေရုတ်တရက်နေရဲသွားရတယ်ကျွန်တော်မျက်လုံးချင်းမစုံရဲပဲအတန်ကြဲကြဲနဲ့ငါကကြောက်ရမှာလားဘာတွေလာနောက်နေတာလဲငါကသူတို့ကိုကြောက်တယ်လို့ထင်နေတာလားလို့မေးပြီးလူဖီဖီနင်ငါကိုအထင်သေးလွန်းနေပြီထင်တယ်လို့ပြောလိုက်တယ်ကျွန်တော်စကားကြောင့်လူဖီဖီမျက်နှာမှာနောက်ပြောင်ခြင်းနဲ့အပြုံးလေးပေါ်လာပြီးအဲ့ဒီလိုလားဒါဆိုရင်လည်းကျောင်းထဲကိုအတူတူသွားကြတာပေါ့လို့ပြောတယ်ကျွန်တော်ကလည်းချက်ချင်းပဲသွားရင်လည်းသွားတာပေါ့မသွားရဲတဲ့လူကခွေးပဲလို့ပြန်ပြောလိုက်တယ်လူဖီဖီကဘာမှမပြောပဲလီဗာကိုနင်းပြီးကားကိုကျောင်းဝင်းထဲတန်းမောင်းဝင်သွားပါတော့တယ်ကားပါကင်ကိုရောက်တာနဲ့ကျွန်တော်သူမကိုလှည့်မကြည့်ပဲကားပေါ်ကဆင်းပြီးရှေ့ကိုတန်းလျှောက်သွားခဲ့တယ်ကျောင်းဝင်းထဲမှာအေးအေးဆေးဆေးလျှောက်လည်နေရင်ခဏကြာတော့မှလူဖီဖီကိုမတွေ့တော့တာကိုတတိယပြီးပြန်လှည့်ဖို့စဉ်းစားလိုက်တဲ့အချိန်မှာပဲမျက်မှန်တက်ထားတဲ့မိန်းကလေးတစ်ယောက်နဲ့အချိန်ပြင်းပြင်းတိုက်မိပါလေရောတိုက်မိလိုက်တာနဲ့အဲ့ဒီမိန်းကလေးကညီးတွားသွားပြီးသူမရဲ့လှပတဲ့မျက်ဝန်းတွေထဲမှာမျက်ရည်စတွေဝဲတက်လာတယ်။ဒါကိုမြင်တော့ကျွန်တော်ချက်ချင်းပဲစော်ကြီးပါ။အတန်းဖော်ထိခိုက်သွားသေးလားလို့တောင်းပန်လိုက်တယ်။သူမကဖြည်းဖြည်းချင်းပြုံးပြီးရပါတယ်။ကျမလည်းလမ်းကိုတေချာမကြည့်မိလို့ပါလို့ပြန်ပြောရင်းကျွန်တော်ကိုတေချာစိုက်ကြည့်ကចောင်းသားတက်လာဟင်ဒီចောင်းမှာတခါမှမတွေ့ဘူးသေးဘူးလို့မေးတယ်။ကျွန်တော်ကရေပြီးဟုတ်တယ်
အဲ့ဒီလိုပဲပြောရမှာပေါ့ဒီနေ့ကကျွန်တော်ရဲ့ပထမဆုံးနေ့ပဲလို့ဖြေတော့သူမကဒါဆိုရင်ကျမကျောင်းဝင်းနဲ့လိုက်ပြပေးမယ်လေဒါနဲ့ရှင်မှာအဖေမပါဘူးလားလို့မေးတယ်ကျွန်တော်ကလူဖီဖီနာမည်ကိုပြောမလို့လုပ်ပြီးမှသူမကိုစိတ်ဆိုးနေတော့မို့လို့တယောက်တည်းလာတာပါလို့ပဲပြောလိုက်တယ်သူမကဒါဆိုရင်တော့ကျမရှင်ရဲ့လမ်းညွှန်ပေးမယ်လူလုပ်ပေးပါမယ်လို့ဆိုလို့ကျွန်တော်ကလည်းကျေးဇူးအများကြီးတင်ပါတယ်ဒုက္ခပေးမိပြီလို့ပြောပြီးဒါနဲ့ကျွန်တော်နာမည်ကကုရှမ်းပါမင်းနာမည်ကကောလို့မိတ်ဆက်လိုက်တယ်မင်းကလေးကမျက်လုံးလေးတွေဝင်ပြီးပြုံးကဟယ်လိုကုရှမ်းကျမနာမည်ကတော့ကျိုးမြောင်ပါလို့မိတ်ဆက်ပြီးနှစ်ယောက်သားចောင်းဝင်းနဲ့ရှောက်လေရင်စကားတွေပြောဖြစ်ကြတယ်ကျွန်တော်တို့နှစ်ယောက်ရဲ့စကားပြောရတဲ့အခြေအနေကတော်တော်လေးအဆင်ပြေပြီးတက်တောင့်တက်တာရှိလာတယ်တခြားတစ်ဖက်မှာတော့လူဖီဖီကားပါကင်ကနေထွက်လာပြီးကျွန်တော်ကိုရှာမတွေ့တာကြောင့်မျက်ခုံးလုံးကကုရှမ်းနင်ကတော့လူကိုတကယ်ကိုစိုးရိမ်ရအောင်လုပ်တဲ့နေရာမှာဆရာကြီးပဲငါကငါရဲ့စစ်ဆက်ထားတဲ့လူကိုရှာနေတာလားဒါမှမဟုတ်မောင်လေးတယောက်ကိုထိန်းနေရတာလားမသိဘူးလို့စိတ်ထဲကနေညှိတွားနေတယ်အဲ့ဒီနောက်တက်ပြင်းချပြီးကျွန်တော်စီဖုန်းဆက်ပေးမဲ့ဖုန်းကစက်တိုက်ဆက်ပိတ်ထားတယ်လို့ပဲပြနေလို့သူမဘာမှတတ်မနိုင်ပဲကျောင်းအုပ်ကြီးစီဖုန်းဆက်ပြီးကျောင်းဝင်းတစ်ခုလုံးမှာကျွန်တော်ကိုလိုက်ရှာပါတော့တယ်ကျွန်တော်ကတော့ဖုန်းပိတ်ထားတာကြားပြီးဖြစ်လို့ဒါတွေကိုလုံးဝမသိပဲကျိုးမြောင်နဲ့အေးအေးဆေးဆေးစကားပြောနေခဲ့တာပေါ့လူဖီဖီကတော့ကျောင်းတစ်ခုလုံးပတ်ရှာရင်မောပန်းပြီးကူရှမ်းနင်သာငါလက်ထဲမီလိုကတော့မလွယ်ဘူးတာမှတ်ထားလို့စိတ်ထဲကနေကတိကဝတ်ပြုနေတယ်ဒီဘက်မှာတော့ကျွန်တော်နဲ့ကျိုးမြောင်ရဲ့စကားဝိုင်းကတော်တော်လေးအဆင်ပြေနေပြီးစကားထဲမှာပဲသူမဟာဒီကျောင်းရဲ့ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီးအမြဲတမ်းအဆင်တရရတယ်ဆိုတာသိလိုက်ရတယ်ဒါနဲ့ကျွန်တော်ကဒီလိုတထေးသားသမီးတွေတက်တဲ့ကျောင်းမှာအလှဆုံးစည်ရင်လည်းရှိမှာပဲနော်လို့ဆက်နောက်ရင်ပြုံးကကျွန်တော်ထင်တာကတော့မင်းကပဲဒီကျောင်းရဲ့အလှဖျင်းမဖြစ်တဲ့နဲ့လှလဲလှစားလဲတော့ပင်ကိုစရိုက်ကလည်းတကယ်ကိုထူးချွန်တယ်လို့ချီးကျူးလိုက်တယ်အဲ့ဒါကိုကျိုးမြောင်ကအနှဲငယ်ရှက်ပြုံးလေးနဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမကအလှဖျင်းမှမဟုတ်ပါဘူးကျမမှာအဲ့ဒီလိုအရေးချင်းမရှိပါဘူးလို့ညင်းတယ်ကျွန်တော်ကအန်အိုဘီမင်းလိုမင်းကလေးတောင်အလှဖျင်းမှမဟုတ်ဘူးလားလို့မေးရင်ရုတ်တရက်နာမည်တစ်ခုကောင်းတဲ့ပေါ်လာလို့နေဦးဒီเจ้าရဲ့အလှဖျင်းမကလူဖီဖီဖြစ်နေတာတော့မဟုတ်ပါဘူးနော်လို့မေးလိုက်တာနဲ့ကျိုးမြောင်ရဲ့မျက်နှာပေးရုတ်တရက်ပြောင်းသွားပြီးမျက်မှန်ကိုပင့်တင်ကရှင်သူမကိုတိလို့လားလို့မေးတယ်ကျွန်တော်ကရေပြီးနည်းနည်းပပပေါ်သူမကဒီမှာတော်တော်နာမည်ကြီးပုံပဲလို့ပြောတော့ကျိုးမြောင်ကခေါင်းညိတ်ပြီးဟုတ်တယ်အရန်နာမည်ကြီးတယ်သူမနောက်မှာယောက်ျားလေးတွေတန်းစီနေတာပဲရုပ်ရည်ကောင်းတဲ့ယောက်ျားလေးတွေဆိုရင်သူမကတငယ်ချင်းဖြစ်အောင်လုပ်လို့ရှိတယ်လို့ပြောပြတယ်ဒါကိုကြားတော့ကျွန်တော်ကချက်ချင်းပဲဘာတွေပြောနေတာလဲငါကသူမကိုသဘောကျရမယ်ဟုတ်လားလုံးဝမဖြစ်နိုင်တာလို့ပြောလိုက်တော့ကျိုးမြောင်ကရေမောပြီးအမှန်တိုင်းပြောရရင်ရှင်လဲသူမရဲ့အမာခံပရိသတ်တွေကတယောက်ထင်နေတာလို့ဆိုတယ်ကျွန်တော်နှာခေါင်းရှုံပြီးသူမလိုရိုင်းဆိုင်တဲ့မိန်းကလေးမျိုးကိုငါလုံးဝသဘောမကျဘူးဂျော်နီငါသာရွေးချယ်ရမယ်ဆိုရင်မင်းကသူမထက်အစာပေါင်းထောင်ချီသားတယ်လို့သတ်မှတ်မှာသူမမှာဘာထူးခြားတာရှိလို့လဲအိမ်ကချမ်းသာပြီးယုံနေနေလာတာကလွယ်ရင်အဲ့ဒီအပြင်ဒေါသကြီးတဲ့စွတ်တရွတ်နိုင်တဲ့စိတ်ပြောင်းလဲမြန်တဲ့သူမနဲ့ညားတဲ့လူကတော့ဘဝပြတ်မှာပဲလို့မရက်မနာပြောချလိုက်တယ်ကျွန်တော်စကားကြောင့်ကျိုးမြောင်တကယ်ကိုအောင့်သွားရတယ်ဘာလို့လဲဆိုတော့လူဖီဖီအကြောင်းကိုဒီလိုပြောတာမျိုးသူမပထမဆုံးအချိန်ကြားဘူးတာဖြစ်လို့ပါသူမကျွန်တော်ကိုဂျိုသားတယောက်လိုစိုက်ကြည့်နေပြီးမှကျွန်တော်မျက်နှာကမနစ်သက်တဲ့အရေးအယောင်ကိုမြင်ပြီးရေမောလိုက်ရနှစ်ယောက်ကြားကအကွာဝေးကလည်းတော်တော်လေးနှိစက်သွားတယ်အခွင့်အရေးရတော့ကျွန်တော်ကဒါနဲ့ငါအတန်းပဲမှလဲဆိုတာအခုထိမသိသေးဘူးကျိုးမြောင်မင်းရဲ့အတန်းနံပါတ်လေးပြောပြပါလားနောက်ပိုင်းစာနာမလဲတာရှိရင်မင်းစီလာကူညီတောင်းမလို့မေးလိုက်တယ်ကျွန်တော်အတွေ့အရတော့ကျိုးမြောင်လိုလှပပြီးထက်မြက်တဲ့မိန်းကလေးနဲ့တငယ်ချင်းဖြစ်ရတာလုံးဝမမားပါဘူးနောက်ပိုင်းစာမေးပွဲ notes တွေတောင်းရရင်လည်းအသုံးဝင်တာပေါ့သူမကပြုံးပြီးရပါတယ်ကျမအတန်းကတတိယထပ်မှရှိတယ်အကူညီလိုရင်တန်းလာခဲ့လိုက်ပါလို့ပြောတယ်အဲ့ဒါနဲ့ကျွန်တော်ဝမ်းသာသွားပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ကျောင်းဝင်းထဲမှာလူတွေမရှိသလောက်ဖြစ်နေပြီးကျောင်းသားအများစုကအတန်းထဲရောက်ကုန်ကြပြီဒါကြောင့်ကျိုးမြောင်ကိုကဲဒါဆိုငါမင်းကိုအချိန်မဖြုံးတော့ဘူးကျောင်းအုပ်ရုံးခန်းကိုအရင်သွားပြီးကျောင်းအိပ်ရအောင်မယ်နောက်မှအားရင်လာတွေ့မယ်ဘိုင်ဘိုင်လို့ပြောပြီးကျောင်းကြီးရဲ့ရုံးခန်းအဆောက်အုံဘက်ကိုထွက်လာခဲ့တယ်ကျောင်းအုပ်ရုံးခန်းထဲမှာတော့တခြားမြင်ကွင်းတစ်ခုဖြစ်နေပြီးကျောင်းအုပ်ကြီးကကျွန်တော်ကိုမြင်တာနဲ့3စက္ကန့်လောက်ကြောင်အန်းသွားပြီးမှချက်ချင်းထိုင်ရာကထားပြီးတတိတွေနဲ့အေးတွေမှာပေးတယ်ပြီးတော့တလူတသေးနဲ့တခင်လေးကူဒီမှာအေးစစ်စစ်ထိုင်ပါဦးကျွန်တော်အခုပဲပြန်လာခဲ့ပါမယ်လို့ပြောပြီးအပြင်ကိုတိတ်တဆိတ်ထွက်ကလူဖီဖီစီဖုန်းတန်းဆက်ပါတော့တယ်ဖုန်းကင်တာနဲ့သူကခတ်တိုးတိုးနဲ့မမလေးလူတခင်လေးကူအခုကျောင်းအုပ်ရုံးခန်းကိုရောက်နေပါတယ်လို့ပြောတယ်တခြားတစ်ဖက်ကလူဖီဖီကပြန်ပြောတာကိုကြားပြီးကျောင်းအုပ်ကြီးကချက်ချင်းပဲဟုတ်ကဲ့နားလဲပါပြီလို့ဆိုကမမလေးလူဒီကိုလာနေဖို့မလိုပါဘူးအတန်းထဲမှာပဲအေးဆေးနေပါခဏနေရင်ကျွန်တော်အတန်းပိုင်ဆရာကိုလွှတ်ပြီးတခင်လေးကူကိုမမလေးတို့အတန်းထဲအထိလိုက်ပို့ခိုင်းလိုက်ပါမယ်လို့ပြောပြီးဖုန်းချလိုက်မှတက်ပြင်းချနိုင်တော့တယ်ပခုံးပေါ်ကဝင်ထုတ်ကြီးတစ်ခုကျသွားတယ်လို့ပါပဲဒါပေမဲ့သူကဖုန်းကိုချက်ချင်းပြန်ကောက်ကိုင်းပြီးတခြားတစ်ယောက်စီဖုန်းထက်ဆက်လိုက်ရာခဏကြာမှဆရာတစ်ယောက်ပြတလဲဝင်လာတယ်သူကအနက်ရောင်မျက်မှန်တက်ထားပြီးကြည်တဲ့မျက်နှာပေးနဲ့ဆရာကြီးဘာလို့အခုလိုအရေးတကြီးခေါ်ရတာလဲခမညာအရေးပေါ်ကိစ္စရှိလို့လားလို့မေးတယ်ကျောင်းအကြီးကဒါကအခုမှကျောင်းပြောင်းလာတဲ့ကျောင်းသားတစ်ခုချန်နဲ့အရင်ကနိုင်ငံခြားကတထေးကုန်းအထက်တန်းကျောင်းမှာတက်ခဲ့တာသူ့မိသားစုကကျောင်းအတွက်တန်ပေါင်းများစွာအကုန်ကြခံခဲ့တယ်
သူ့ရဲ့ပညာရေးမှတ်တမ်းကလည်းတကယ်ကိုထူးချွန်တယ်သူ့ကိုသူ့အတန်းထဲအထိလိုက်ပို့ပေးလိုက်ပါသူကပန်းတိုင်ရောက်မွေးဖွားလာတဲ့ထူးခြားတဲ့ကျောင်းသားမျိုးဖြစ်လို့အထူးဂရုစိုက်ပေးဖို့လိုအပ်တယ်ငါပြောတာနားလည်တယ်မလားလို့မှာကြားလိုက်တယ်ကျောင်းအကြီးရဲ့စကားနောက်ွယ်ကအတိတ်ပဲကိုအဲ့ဒီဆရာဘာလို့နားမလဲပဲနေမလဲသူကချက်ချင်းပဲဟုတ်ကဲ့ဆရာကြီးကောင်းကောင်းနားလည်ပါပြီလို့ပြောပြီးကျွန်တော်ကိုတူတူတသေးနဲ့ခေါ်သွားပါတော့တယ်ကျွန်တော်လည်းသူ့နောက်ကလိုက်လာရင်အတန်းတကားဝက်ကိုရောက်တဲ့အခါစိတ်ထဲကနေညီးတွားမိတယ်ခုနကကျောင်းအုံရုံးခန်းထဲမှာသူကကျွန်တော်ရဲ့စာတော်မူကိုတောက်လျှောက်ချီးကျူးနေတော့ကရဲချင်းစိတ်ကိုအတင်းအောင်ထားရလို့နှက်ခမ်းကိုတောင်အသားကုန်ကြိုက်ထားခဲ့ရတာပါဒါပေမဲ့ကိစ္စမရှိပါဘူးဒီတစ်ခေါက်တိုင်းပြည်ပြန်လာတာကစာသေးလဲတင်ဖို့မဟုတ်ပဲအချိန်ဖြုံပြီးပျော်ရွှင်ယုံတင်လာတာမို့ဒီလိုအသေးဖွဲကိစ္စတွေကကျွန်တော်အတွက်အရေးမကြီးပါဘူးအဲ့ဒီနောက်ဆရာကချောင်းဟန်ပြီးအရှိန်ဝါပြည့်နဲ့အတန်းထဲဝင်ကကျောင်းသားတွေကိုဒါကငါတို့အတန်းရဲ့ကျောင်းသားတစ်ခုချမ်းပါအခုသူကိုယ်တိုင်မိတ်ဆက်လိမ့်မယ်လို့ပြောတယ်ကျွန်တော်ကလည်းယုံကြည်မှုအပြည့်နဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကုချမ်းပါကျမ်းမာခွဲခြားမှုအရာတော့အမျိုးသားစစ်ဖြစ်ပြီးဝါသနာကတော့ချောလာတဲ့မိန်းကလေးတွေကိုငေးမောကြည့်ရှုရတာဖြစ်ပါတယ်နောက်ပိုင်းကျရင်ကျွန်တော်အပေါ်တနာညာတာပေးကြဖို့မျှော်လင့်ပါတယ်လို့မိတ်ဆက်လိုက်တယ်ကျွန်တော်ရဲ့ဒီလိုထူဆန်းပြီးဟာတာဆန်တဲ့မိတ်ဆက်စကားကိုကြားလိုက်ရတာနဲ့အတန်းတစ်ခုလုံးဝလုံးခွဲရေမောကြပြီးအချင်းချင်းတီးတူပြောဆိုကုန်ကြတယ်ကျွန်တော်ကတော့အတန်းထဲကိုဝေးဝဲကြည့်ပြီးဒီမှာလှတဲ့မိန်းကလေးရှိလားလို့လိုက်ရှာနေမိတာပေါ့ဘာပဲဖြစ်ဖြစ်ကုချံပဲလေးထိုင်ရင်လဲအလှလေးတွေပေးမှပဲထိုင်ရမှာပေါ့ဒါမှစာတင်ရတာမျက်စိပတာတာရှိမှာဒီเจ้าကတထေးသားသမီးတွေတက်တဲ့เจ้าဆိုတော့အလှလေးတွေတော်တော်များများတွေ့ရပေမဲ့စိတ်မကောင်းစရာကကျွန်တော်ကျိုးမြောင်လို့ထိတ်တန်းလှမျိုးနဲ့တွေ့ခဲ့ပြီးဖြစ်လို့သူတို့နဲ့နှိုင်းရှင်လိုက်ရင်ကွာခြားချက်ကအတိအတာကြီးဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲဆရာကကုချံမင်းဘသူနဲ့ထိုင်ကြလဲဟိုဘက်ကเจ้าသားကသဘောတူရင်မင်းကြိုက်တဲ့နေရာမှာထိုင်နိုင်တယ်လို့ပြောလိုက်တာနဲ့အတန်းထဲကမိန်းကလေးတွေစိတ်လှုပ်ရှားပြီးကုချံဒီမှာလာထိုင်ကနေ့တိုင်းမနှက်စာကျွေးမယ်ငါအမတ်တွေကအရန်ကောင်းတယ်ငါဘေးမှာထိုင်အိမ်စာလုပ်ရခက်ရင်ငါအကုန်ကူညီပေးမယ်လက်ဖက်ရည်နဲ့မုံတွေနေ့တိုင်းကျွေးမယ်လူချော်လေးငါရှင်းရဲ့ကိုပိုင်လက်ထောက်တောင်လုပ်ပေးနိုင်တယ်ဆိုပြီးအလူရက်អော်ကြတော့ကြံတဲ့မိန်းကလေးတွေကသူမတို့ကိုစိုက်ကြည့်ကုန်ကြတယ်ဒါကိုကြည့်ပြီးကျွန်တော်တော်တော်သဘောကျသွားပြီးဒါနဲ့ငါတို့အတန်းထဲမှာအလှဆုံးမိန်းကလေးကဘသူလဲလို့မေးမလို့လှုပ်လိုက်တဲ့အချိန်မှာပဲအတန်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားပြီးအားလုံးကတပြိုင်နက်တည်းမျက်နှာတွေကိုတစ်ဖက်တည်းသို့လှည့်ကြည့်လိုက်ကြတယ်သူတို့ရဲ့မျက်နှာပေးရအခြေအနေကတခုခုထူးခြားနေမှန်းသိတာလို့ကျွန်တော်လည်းသူတို့ကြည့်တဲ့ဘက်ကိုလိုက်ကြည့်လိုက်တယ်အဲ့ဒီအခါမှာတော့အတန်းရဲ့နောက်ဆုံးပြတင်းပေါက်ပေးက VIP ထိုင်ကုန်တွေကိုတွေ့လိုက်ရတယ်ကျွန်တော်ကအလှဆုံးမိန်းကလေးကဒီနေ့ကြောင်းမလာဘူးလားလို့တွေးမိတယ်ဘာပဲဖြစ်ဖြစ်အကောင်းဆုံးကိုပဲပြစ်မှတ်ထားမှာဆိုတော့ထိုင်ကုန်တစ်ခုစလုံးလွတ်နေတာကိုမြင်ပြီးပြုံးပြုံးလေးနဲ့သွားထိုင်လိုက်ကဆရာကျွန်တော်ဒီမှာပဲထိုင်တော့မယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ဆရာမျက်နှာပြတ်သွားပေမဲ့မတက်တာပဲမင်းသဘောကျရင်လဲထိုင်ဖို့လို့ဆိုကအားလုံးငြိမ်ကြဆန်းနောက်ပိုင်းကျရင်အတန်းကြီးចောင်းသားတွေပြီးចောင်းသားတစ်ကိုစောင့်ရှောက်ကြအချင်းချင်းချစ်ခင်စီးလုံးကြနားလဲလားလို့အော်ပြောပြီးစားတင်ပါတော့တယ်ဒါပေမဲ့အခုချိန်မှာဘသူမှစားတဲ့စိတ်မရောက်ကြဘူးမိန်းကလေးတွေကခိုးခိုးပြီးလှည့်ကြည့်နေကြတယ်လို့ယောက်ျားလေးတွေကတော့ကျွန်တော်ကိုအစိမ့်လိုက်ဝါစာမတက်စိုက်ကြည့်နေကြတယ်အတန်းပြီးတာနဲ့ပြင်းလာတာကြောင့်လူဖီဖီဘလိုနေလဲတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးဒုတိယထက်ကသူမရဲ့အတန်းစီထွက်လာခဲ့တယ်အတန်းနဲ့လှမ်းကြည့်လိုက်တော့လူဖီဖီကိုတန်းတွေ့ရပေမဲ့သူမကတခြားယောက်ျားလေးတစ်ယောက်နဲ့ပြုံးပြုံးရဲစကားပြောနေတာကိုမြင်လိုက်ရတယ်ဒါကိုမြင်လိုက်ရတော့ကျွန်တော်ရင်ထဲမှာမနာလိုစိတ်တွေဖြစ်ပေါ်လာတယ်ဘာပဲဖြစ်ဖြစ်အမိခံဆိုပေမဲ့အခုထိငါတို့မှာဆက်ဆံရေးရှိနေသေးတာပဲလေဒါကြောင့်စိတ်ထဲကနေဒေါသထွက်ပြီးလူဖီဖီနင်ကတော့တကယ်ကိုကောင်းတာပဲငါเจ้าတစ်ကိုဒီနေ့မှရောက်တာဘသူ့ကိုမှမသိပဲအဝေးကြီးကနေနင်းနဲ့တွေ့ဖို့လာခဲ့တာကိုနင်ကငါ့ကိုရှာဖို့နေနေတာတခြားယောက်ျားလေးနဲ့စကားပြောနေတဲ့ပေါ်လို့တွေးလေစိတ်တူလေးဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲအကြံတစ်ခုကောင်းတဲ့ပေါ်လာပြီးလူဖီဖီနင်ငါ့ကိုပြစ်ထားတဲ့ဆိုတော့ငါလည်းတစ်ခုခုလုပ်ပိုင်ခွင့်ရှိတာပေါ့လို့တွေးကမိန်းကလေးတစ်ယောက်ကိုတားပြီးဆော်ရီလူဖီဖီကိုအပြင်ခေါ်ပေးလို့ရမလားသူ့ရဲ့လင်ယောက်ျားကဒီအထိလိုက်ဖမ်းနေပြီလို့တွားပြောပေးပါလို့အကူအညီတောင်းလိုက်တယ်ကျွန်တော်စကားကိုကြားတာနဲ့အဲ့ဒီမိန်းကလေးမျက်လုံးတွေတောက်ပြောင်သွားပြီးဝေါ့တရင်ကြီးပဲအခုပဲတွားပြောပေးမယ်ဆိုပြီးအတန်းထဲကိုအလောတကြီးပြေးဝင်ကလူဖီဖီနင့်လေယောက်ျားကနင့်ကိုလိုက်ရှာနေတယ်လို့အော်ပြောလိုက်တာနဲ့စူညံနေတဲ့အတန်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားတော့တယ်အထက်ကចောင်းသားတွေအန်အော်တာကြီးမျက်လုံးအပြူသားဖြစ်နေမဲ့ပုံစံကိုအပြင်ကနေကျွန်တော်ကောင်းကောင်းကြီးစိတ်ကူးပုံဖော်လို့ရနေတာပေါ့မိနစ်အနည်းငယ်ကြာတော့လူဖီဖီတယောက်မျက်နှာမျက်မှောင်ပြီးဒေါသတကြီးနဲ့အပြင်ထွက်လာတယ်ကျွန်တော်ကလှမ်းနှုတ်ဆက်လိုက်တော့သူမကစိုက်ကြည့်ပြီးကိုရှမ်းမျက်စိမိတ်ကြည့်ရင်တော့ဒါနဲ့လက်ချက်ဆိုတာသိတာတယ်နောက်တစ်ခါလာနောက်ပြန်ပြီးပေါ့လို့ပြောလို့ကျွန်တော်ကလည်းလူဖီဖီနင်ကတော့တခြားယောက်ျားတွေနဲ့ပဲရေမောစကားပြောတတ်တာကိုငါ့ကိုကြတော့ဂယုမဆိုင်ဘူးဒီနေ့ညအိမ်ပြန်ရောက်မှကြည့်ကြသေးတာပေါ့မာမိကိုအကုန်တိုင်ပြီးနင့်ကိုအတန်းတင်ခိုင်းအောင်မယ်လို့ပြန်អော်လိုက်တယ်လူဖီဖီကတက်ပြင်းချပြီးကုရှမ်းနင်ဘလောက်ထိပွဲရှာအောင်မှလဲမနက်ကကိစ္စတော့မရှင်းရသေးဘူးကားပေါ်ကဆင်းတာနဲ့တရေ6ခံရတယ်လို့ချက်ချင်းပျောက်သွားတာငါဖုန်းဆက်လုံးလို့ပူထူနေတာကိုဖုန်းတစ်ချက်တောင်မကင်ဘူးငါနင့်ကိုဘလောက်လိုက်ရှာရလဲတီလာလို့မကြည်မနှက်ပြောပေမဲ့ကျွန်တော်အာယုံကသူမစကားထက်သူမရဲ့နောက်ွယ်ကိုပဲရောက်နေတယ်
ခုနကသူမနဲ့ရင်းရင်းနှီးနှီးစကားပြောနေတဲ့ယောက်ျားလေးကနောက်ကနေလိုက်လာပြီးကျွန်တော်တို့ကိုစိုက်ကြည့်နေတာကိုမြင်တော့ကျွန်တော်ရင်ထဲကဘီလိန်စိတ်တက်ကနိုးကြလာပြီးဘာမှမစင်စားပဲလူဖီဖီရဲ့ခါးကိုလှမ်းဖက်ပြီးမိမိဘက်ကိုဆွဲယူလိုက်တယ်ဒီမြင်ကွင်းကိုမြင်တော့ဟိုယောက်ျားလေးရဲ့မျက်နှာဒေါသကြောင့်หนีရဲသွားပြီးလက်သီးကိုတင်းတင်းဆုပ်ထားပေမဲ့ရှေ့ကိုတော့မတိုးရဲဘူးဘာပဲဖြစ်ဖြစ်လူမိသားစုရဲ့တမီးကြီးရှိမှသူ့အရေးချင်းကဘာမှမဟုတ်တာမို့လို့ကျွန်တော်တို့ထွက်သွားတာကိုပဲဒေါသတကြီးကြည်ကြံခဲ့ရရှာတယ်အဲ့ဒီနောက်လူဖီဖီကိုလူတွေနဲ့ဝေးရစိတ်ငြိမ်တဲ့နေရာကိုခေါ်လာခဲ့မှသူမဟာကျွန်တော်ဘာလုပ်လိုက်လဲဆိုတာနားလည်သွားပြီးကျွန်တော်လက်ကိုဆက်ခနဲ့ဖယ်ထုတ်ကမျက်စိတောက်ထောက်ကြည့်ပြီးနင့်ကိုဘသူကဒီလောက်တက်တီပေးလို့လဲငါအပေါ်ဒီလိုရိုင်းဆိုင်ရတာလားဒီရက်ပိုင်းနဲ့အပေါ်အလိုလိုက်ထားလို့ခေါင်းပေါ်တက်လာတာလားလို့စူပါတော့တယ်ကျွန်တော်ကလည်းချက်ချင်းပဲငါကနေအဲ့ဒီယောက်ျားလေးနဲ့အရန်ရင်းရင်းနှီးနှီးစကားပြောနေတာကိုမြင်တော့နည်းနည်းလေးမနာလို့ဖြစ်သွားလို့ပါနည်းနည်းလေးတင်ပါအဲ့ဒါကြောင့်ဒီအကြံပေါ်လာတာအဲ့ဒီလူနဲ့အနာမကက်ရအောင်နင်ကငါ့ပိုင်လို့အားလုံးကိုပြောပြလိုက်တာကျင်ရဲပါတယ်ငါတကူကောင်းဆန်ပြီးဒုက္ခပေးဖို့ရည်ရွယ်ချက်မရှိပါဘူးလို့စင်ကြေပေးပြီးကျေးဇူးပြုပြီးဒီတစ်ခေါက်ခွင့်လွတ်ပါငါနင့်ကိုအရသာရှိတာကြွေးပါမယ်လို့တောင်းပန်လိုက်တယ်လူဖီဖီကကူရှန်နင်နောက်ဆိုယူကြောင်ကြောင်တွေရှော့လို့မရဘူးလားငါအเจ้าမှာစိတ်အေးချမ်းသာနဲ့စာမတင်ရတော့ဘူးငါရဲ့ဆန္ဒကအเจ้าကိုအေးဆေးလာပြီးအိမ်ကိုအေးဆေးပြန်ချင်တာပဲဒီဆန္ဒလေးကိုတောင်မဖြည့်ဆည်းပေးနိုင်ဘူးလားလို့မေးလို့သူမရဲ့ဒေါသကိုမြင်ပြီးကျွန်တော်ကချက်ချင်းပဲနင်မစားဘူးလားလာအရင်သွားစားရအောင်ဘိုက်ဝါမှညံပြေးမှဆိုပြီးသူမလက်ကိုဆွဲကကန်တင်းဘက်ကိုထွက်ပြေးခဲ့တယ်ကန်တင်းနဲ့ရောက်တာနဲ့လူဖီဖီကသူမရဲ့တငယ်ချင်းတွေကိုမြင်ပြီးကျွန်တော်လက်ကိုချက်ချင်းဖြုတ်ကကျွန်တော်ကိုတယောက်တည်းထားခဲ့ပြီးသူတို့စီပြေးသွားတော့တယ်ကျွန်တော်တယောက်တည်းကြံခဲ့ပြီးထိုင်စရာနေရာလိုက်ရှာနေတော့မှပဲငင်ငင်လေးထမင်းစားနေတဲ့တကယ်အလှပကေးမိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်။ဒါနဲ့ကျွန်တော်လည်းအရှက်မရှိတဲ့စိတ်ကိုအသက်သွင်းပြီးသူမအနာသွားကဟာလိုလှပတဲ့ចောင်းသူလေးကန်တင်းမှာလူတွေအယမ်းများနေလို့မင်းနဲ့အတူထိုင်လို့ရမလားလို့မေးလိုက်တယ်။မိန်းကလေးကဖြည်းဖြည်းချင်းခေါင်းထောင်ပြီးကျွန်တော်ကိုအကြာကြီးစိုက်ကြည့်နေပြီးမှအေးဆက်ဆက်လေးတန်နဲ့ရတယ်လို့တခွန်းနဲ့ပြောတယ်။ကျွန်တော်လည်းဝမ်းသာအားရနဲ့သူမရှိမှထိုင်လိုက်ပြီးခိုးခိုးပြီးသူမမျက်နှာကိုကြည့်နေမိတယ်။အမှန်တိုင်းပြောရရင်ဒီမိန်းကလေးကကျွန်တော်သဘောကျတဲ့ပုံစံမျိုးပဲသူမစီမှာအေးဆက်ပြီးအရှိန်ဝါပြင်းတဲ့ပင်ကိုစရိုက်ရှိလို့ဘယ်ယောက်ျားလေးမဆိုအလွယ်တကူဆွဲဆောင်နိုင်လောက်တယ်ကြည့်ရတာအနေအများပုံရတယ်လို့တကယ်ကိုလှုပ်ဝက်ဆန်းကျဲတဲ့ပုံစံမျိုးမှုကျွန်တော်လည်းလိမ္မာပါနဲ့စွာနဲ့ပဲမိမိရဲ့ပုံရိပ်မပြတ်အောင်ငြိမ်ငြိမ်လေးထမင်းစားခဲ့တယ်ထမင်းစားပြီးတော့အတန်းနဲ့ပြန်လာခဲ့ရမွန်လွဲပိုင်းပထမဆုံးဘာသာရက်ကတရုတ်စာပေဖြစ်ပြီးဒါကကျွန်တော်အတွက်တရေကကြည့်ရတယ်လို့မျိုးပြင်းစရာကောင်းလာတယ်အတန်းဝက်လောက်ရောက်တော့မှကျွန်တော်ဘေးကထိုင်ကုန်၃ခုမှာထိုင်မဲ့ចောင်းသားတွေအခုမှရောက်လာတာကိုတွေ့လို့လှမ်းကြည့်လိုက်တဲ့အခါမျက်လုံးတွေပြူးသွားရတယ်ဒါခုနကကန်တင်းမှာအတူထိုင်ခဲ့တဲ့အေးဆက်ဆုံးအလှလေးပဲဒါကိုမြင်တော့ကျွန်တော်ချက်ချင်းဝမ်းသာသွားပြီးသူမအနာတိုးကနာနာကပ်ပြီးကဘာကြီးကတကယ်ချင်းတာပဲပြန်ဆောင်ကြပြန်ပြီးဒါတကယ်ကိုရေးဆက်ပဲနော်လို့ခက်တိုးတိုးပြောလိုက်တယ်ဒါပေမဲ့သူမရဲ့မျက်နှာပေးကလုံးဝမပြောင်းလဲပဲကျွန်တော်ကိုအေးဆက်ဆက်တစ်ချက်ကြည့်ပြီးခေါင်းမဲ့အနှဲငယ်ညှိပြတယ်ကျွန်တော်ဘာတူလဲဆိုတာမှတ်မိတဲ့သဘောပေါ့သူမဒီလောက်ငြိမ်နေတာကိုမြင်တော့ကျွန်တော်ရဲ့ဆက်နောက်ချင်တဲ့စိတ်ကပြန်လို့လာပြီးဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်ကုချန်ပါခုမှကြောင်းပြောင်းလာတာလို့မေးပေမဲ့သူမကကျွန်တော်ကိုလုံးဝဥပိ္ပခါပြုထားတယ်မျက်ခုံးလေးနည်းနည်းလှုပ်သွားတာကလွဲရင်ပေါ့ဒါကကျွန်တော်နှောက်ယှက်နေမှန်းသိတာစီတယ်သူမဥပိ္ပခါပြုလေကျွန်တော်ကပို့ပြီးစားနောက်ချင်လေးဖြစ်လို့လှပတဲ့မင်းကလေးနာမည်လေးတော့ပြောပြပါဦးမိတ်ဆက်ပေးပါဦးလို့ထပ်မေးလိုက်တယ်ကျွန်တော်တောက်လျှောက်ပွားစီပြောနေတာကိုအကြာကြီးနားထောင်ပြီးနောက်သူမရဲ့စိတ်ရှည်မှုကုံဆုံးသွားပုံရပြီးစက်ကူတရွက်ထုတ်ကစာလုံးကြီးကြီးနှလုံးနဲ့ဝမ်ရှင်းလို့ရေးပြီးကျွန်တော်စီလွှင့်ပစ်လိုက်တယ်နောက်ဆုံးတော့သူမနာမည်ရသွားပြီဖြစ်လို့ကျွန်တော်လည်းမတ်မတ်ပြန်ထိုင်ပြီးလိမ္မာတဲ့ခွေးပေါက်လေးလိုငြိမ်သွားတော့တယ်အခုတော့ရီမန်းချက်အောင်မြင်သွားပြီမို့ထပ်ပြောနေဖို့မလိုတော့ပါဘူးဒီပြင်းစရာကောင်းတဲ့အတန်းကကျွန်တော်အတွက်အိတ်ဆေးပြင်းစားလို့ပဲမို့မျက်လုံးတွေမိမ့်လာပြီးတောက်လျှောက်ငိုက်နေခဲ့တယ်တခြားတစ်ဖက်မှာတော့ကျွန်တော်ဘေးကဝမ်ရှင်းကစာကိုအသေးလဲအာယုံဆိုင်ပြီးဖတ်နေခဲ့တယ်အဲ့ဒီအတွင်းမှာပဲဆရာကကျွန်တော်ကိုတခိုင်းပြီးမေးခွန်းတစ်ခုဖြေခိုင်းသေးတယ်ဘလို့ပဲဖြစ်ဖြစ်တနေ့တာကုံဆုံးသွားပြီးကြောင်းစင်းချိန်ရောက်လာခဲ့တယ်ဆရာအပြင်ထွက်သွားတာနဲ့ကျွန်တော်တက်တောင့်တက်တာပြစ်ဆွဲလိုက်ပြီးခစ်တလောက်အိတ်လိုက်အောင်မယ်ဆိုပြီးစပွဲပေါ်ခေါင်းတင်ကကဘာကြီးကိုမေ့ပြီးအိပ်ပျော်သွားတော့တယ်ဘလောက်ကြာသွားလဲမသိဘူးကျိုးမြောင်ကကျွန်တော်ကိုလှုံလို့မှနိုးလာပြီးမျက်စိပုတ်ကြည့်လိုက်တော့အတန်းထဲမှာကျွန်တော်တို့နှစ်ယောက်တည်းပဲကြံတော့တယ်ကျိုးမြောင်ကတိုးတိုးလေးနဲ့ကြောင်းစင်းပြီးလေးရှင်အခုထိအိပ်ဖို့ပဲစဉ်းစားနေတာလားလို့မေးရင်ကျွန်တော်ရဲ့အိတ်ချင်မူတူမျက်နှာကိုကြည့်ပြီးပြုံးကမြင်မြင်မထွက်ရင်လုံကြုံရေးကတကားပိတ်တော့မယ်ဒီနေ့ညဒီမှာပဲအိတ်မလို့လားလို့ဆိုလို့ကျွန်တော်ချက်ချင်းကောင်းညစ်ပြီးထားလိုက်တယ်ဒါပေမဲ့အပြင်မထွက်ခင်သူမဘက်လက်ကြည့်ပြီးနှုတ်ပေးလို့ကျေးဇူးပဲလို့ပြောကပြုံးပြီးငါသွားပြီးတော်တော်နောက်ကျနေပြီးမင်းလဲအိမ်မြန်မြန်ပြန်မင်းကလေးတွေညှင်းနေတဲ့အထိအပြင်မှာနေတာမကောင်းဘူးလို့မှာပြီးထွက်လာခဲ့တယ်ကျိုးမြောင်ကတော့ခုံမထိုင်ရင်ထွက်သွားတဲ့ကျွန်တော်ကြောပြင်ကိုပြုံးပြုံးလေးငေးကြည့်ကြံခဲ့တယ်။အပြင်ရောက်တာနဲ့ဖုန်းထုတ်ပြီးလူဖီဖီစီခေါ်ပေမဲ့ဘယ်နှကြိမ်ခေါ်ဖုန်းမကင်ဘူး။ဒါနဲ့စိတ်ထဲကနေဒီလူဖီဖီဘာပြဆက်အစ်စ်ခင်းပြန်ပြီးလည်းမသိဘူးဒီနေ့လူမိသားစုအိမ်ကိုအတူတူပြန်ကြမယ်လို့ချိန်ထားတာကိုလို့ညီးတွားနေတော့အကြာကြီးကြမှဖုန်းဝင်သွားတယ်။သူမကအေးစစ်စစ်ပဲငါအိမ်ရောက်နေပြီးအားလုံးကနင့်ကိုစောင့်နေကြတာမြန်မြန်လာခဲ့လို့ပြောတယ်
ကျွန်တော်စိတ်တူတူနဲ့နင်ကငါ့ကိုတော့မစောင့်နိုင်ဘူးလားလူဖီဖီနင်ကတော့လွန်နေပြီးအိမ်ရောက်မှကြည့်ကြသေးတာပေါ့မာမီကိုတိုင်အောင်မဲလို့ပြောပြီးဖုန်းချကចောင်းကိဝက်ဘက်ကိုထွက်လာပြီးတက္ကစီစောင့်နေခဲ့တယ်အဲ့ဒီအချိန်မှာလမ်းဘေးကခဲလုံးတွေကိုကန်ရင်ရက်နေတော့ចောင်းပြင်ကိုဖြည်းဖြည်းချင်းထွက်လာတဲ့ကျိုးမြောင်ကိုလှမ်းတွေးလိုက်ရတယ်ကျွန်တော်တို့နှစ်ယောက်စလုံးတယောက်ကိုတယောက်ကြည့်ပြီးကြပြိုင်နဲ့ထဲအခုထိအိမ်မပြန်သေးဘူးလားလို့မေးမိပြီးရင်မောလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲအနက်ရောင်ကားတစ်စီးလမ်းဘေးမှာလာရက်လို့ကျိုးမြောင်ကရှီတိုးသွားပြီးမှကျွန်တော်ဘက်ပြန်လှည့်ကြည့်ပြီးခိတ္တတုတ်ဆိုင်နေပြီးမှတက်တိမွေးကကုရှန်ရှင်ပဲသွားမလို့လဲလိုချင်ရင်ကျမကားကြုံတင်ပေးမယ်လေလို့ကန့်လန့်တယ်ကျွန်တော်ကချက်ချင်းလက်ခပြီးမလိုပါဘူးငါကားလဲလာတော့မှမင်းမြန်ပြန်မနှက်ဖြန်မှတွေ့မယ်လို့ပြောလိုက်တော့သူမခေါင်းညိတ်ပြီးကားစီးထွက်သွားတယ်သူမထွက်သွားပြီးမကြခင်မှာပဲကျွန်တော်တက်ဆီရောက်လာလို့အကိုတိုက်ရှမ်းပီလာကိုမောင်းပေးပါလို့ပြောပြီးထွက်လာခဲ့တယ်မကြခင်မှာပဲလူမိသားစုရဲ့အင်ကြီးပြင်ဘက်ကိုရောက်လာခဲ့ပေမဲ့ចောင်းကိဝါကမြင်ကွင်းကိုမြင်ပြီးကျွန်တော်လုံးဝမင်တက်သွားရတယ်အင်စီတွေကတန်းစီရက်နေကြပြီးကျွန်တော်ကိုမြင်တာနဲ့တပြိုင်နက်တည်းတခင်လေးကြိုးဆိုပါတယ်လို့အော်ပြောကြလို့ကျွန်တော်9စက္ကန့်လောက်ကြောင်ရက်နေမိတယ်ပြီးတော့ထူးဆန်းတဲ့အပြုံးနဲ့လက်ပြပြီးအထဲဝင်လာခဲ့ရာအထဲချီချလိုက်တာနဲ့အပေါ်ကနေရောင်စုံဖဲကျိုးတွေနဲ့စက်ကူဆတွေကျွန်တော်ပေါ်ကိုကြွေကြလာလို့အပေါ်ကိုမောကြည့်လိုက်တော့လူဖီဖီအမေကဝမ်းသာအားရနဲ့အလိုကျမတို့ရဲ့ကူရှမ်းလေးပြန်ရောက်ပြီလို့ပြောပြီးကျွန်တော်နဲ့လူဖီဖီကိုဆွဲခေါ်ကဧခမ်းမကြီးတဲ့ခေါ်သွားတယ်ကျွန်တော်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ခမ်းမကြီးတစ်ခုလုံးကပွဲလန်းတပင်တစ်ခုလိုပြင်ဆင်ထားပြီးဧည့်သည်တွေကလည်းခမ်းနားတဲ့အဝတ်စားတွေနဲ့ရောက်နေကြတယ်ဒါကိုမြင်တော့မျက်ခုံးလှုပ်သွားပြီးလူဖီဖီပဲလဲကြည့်လိုက်တဲ့အခါသူမကနာနာကပ်ပြီးဒါငါတို့ရဲ့စစ်ဆက်ပွဲလေးမာမီကိုယ်တိုင်စီစဉ်တာမာမီကနေကောင်းရက်တာစောင့်မနေတော့နဲ့ဆိုပြီးဒီနေ့ပဲအပြတ်တက်လှုပ်လိုက်တာလို့ခက်တိုးတိုးပြောပြတယ်ဒါကိုကြားတော့ကျွန်တော်ခက်တမြဆွန့်သွားပြီးလူဖီဖီကဒီတစ်ခေါက်တော့ပြေးစရာလည်းမရှိဘူးလက်ခံလိုက်တော့လို့ပြောပြီးတခုခုထပ်ပြောမလို့လှုပ်တုံးဧည့်သည်အချို့ရောက်လာတာကိုမြင်တော့သူမချက်ချင်းပြုံးလိုက်ပြီးကျွန်တော်လက်ကိုလှမ်းဆွဲကခိုးပြီးကျွန်တော်ကိုအားပြင်းပြင်းစိတ်ပစ်လိုက်တယ်ဧည့်သည်တွေထွက်သွားမှကျွန်တော်တို့နှစ်ယောက်ပြန်ခွာလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲလူဖီဖီအမေရဲ့အတန်ထွက်လာပြီးကူရှန်ဖီဖီနင်တို့နှစ်ယောက်ပဲမှလည်းဒီကိုမြင်မြန်လာကြအာနာဒီကိုလာမာမီနင်တို့စစ်ဆက်ပွဲအတွက်အထူးဆန်းကိတ်မုံကြီးမှာပေးထားတယ်လို့ခေါ်လို့ကျွန်တော်လည်းမတက်တာပဲဟုတ်ကဲ့လာပါပြီလို့ပြန်ထူပြီးလူဖီဖီလက်ကိုဆွဲကကိတ်မုံရှိရာကိုသွားခဲ့တယ်ဒါပေမဲ့ဟိုရောက်တော့အံ့ဩသွားရတယ်ကျွန်တော်တို့ရှိမှ10ထက်ရှိတဲ့အေယာမကိတ်မုံကြီးရှိနေပြီးဒါကရုံးတော်နယ်တစ်ခုလိုခန်းထားလာတယ်ကျွန်တော်လူဖီဖီကိုခိုးကြည့်လိုက်တော့သူမကကိတ်မုံကိုကြည့်ပြီးမျက်လုံးလေးတွေဝင့်ကပြုံးနေပြီးဒါကိုအရန်သဘောကျနေမှန်းသိတာလာတယ်အဲ့ဒီအတွင်းမှာပဲလူဖီဖီဖေကကျွန်တော်ပခုံးကိုပုတ်ပြီးပြင်းငိမ့်တဲ့လေတံနဲ့ကူရှမ်းနောက်ဆိုရင်ဖီဖီကိုတေချာဆောက်ရှောက်ပါငါသမီးလေးကိုမင်းလက်ထဲအပ်လိုက်ပြီးသူမရဲ့စိတ်ကိုဘယ်တော့မှမနာကျင်စေနဲ့လို့မှားချလို့ကျွန်တော်ငြိမ်ငြိမ်လေးနားထောင်နေခဲ့တယ်ပြီးတော့အဖိုးဖြစ်သူလူကလည်းပြုံးပြီးမင်းတို့နှစ်ယောက်ကိုအတူတူမြင်ရတာငါတကယ်ကိုဝမ်းသာတယ်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေကြတာကငါအတွက်အဖိုးတန်ဆုံးပဲလို့ဆိုတယ်ဒါကိုကြားတော့လူဖီဖီကနှက်ခမ်းဆူပြီးစမ်းတော့စမ်းတာကျမကိုကြားတော့လက်ထက်ချင်လားမထက်ချင်ဘူးလားဆိုတာဘယ်သူမှမမေးကြဘူးလို့တိုးတိုးလေးညီးတွားပေမဲ့အဖိုးဖြစ်သူကိုကြည့်ပြီးချက်ချင်းငြိမ်သွားရှာတယ်အဲ့ဒီနောက်အဖိုးလူကအတန်ကြဲကြဲနဲ့ဒီနေ့ကစပြီးကူရှမ်းနဲ့လူဖီဖီဟာတရားဝင်စစ်ဆက်လိုက်ပြီးဖြစ်ကြောင်းကြေညာပါတယ်ပြီးတော့သူတို့နှစ်ယောက်စလုံးစတင်လို့မပြီးသေးတာကြောင့်မင်္ဂလာဆောင်ဖို့ကိုတော့အလင်းမလိုပါဘူးဖီဖီ University ပညာသင်ပြီးရင်တော့နှစ်ယောက်စလုံးနိုင်ငံခြားသွားပြီးလက်ထက်စာချုပ်ချုပ်ဆိုကြလိမ့်မယ်လို့ကြေညာလိုက်တာနဲ့လူဖီဖီကျွန်တော်ကိုအစိမ့်လိုက်ဝါစာမတက်စိုက်ကြည့်တော့တယ်ပြီးတော့သူမကကျွန်တော်ကိုခေါင်းနဲ့ငုံခိုင်းလို့အနာတိုးသွားတော့သူမကပြုံးပြီးကူရှမ်းနေငယ်ငယ်ကလေးကငါ့ကိုခိုးပြီးသဘောကျနေလို့အခုလိုလက်ထပ်ဖို့စိတ်အားထက်သန်နေတာတော့မဟုတ်ပါဘူးနော်လို့ခက်တိုးတိုးမေးတယ်သူမရဲ့နူးညံ့တဲ့လေတံနဲ့အနီးကပ်ရှိနေမှုကြောင့်ကျွန်တော်ရင်ထဲမှာရုတ်တရက်ရင်ခုန်တန်မြန်သွားရပေမဲ့ချက်ချင်းပဲစိတ်ကိုထိမ့်လိုက်ပြီးသူမကိုစိုက်ကြည့်ကနောက်ဆုတ်ပြီးမမလေးစိတ်ကူးရင်လွန်းတာလည်းမကောင်းဘူးနော်ဘသူကနင့်ကိုခိုးပြီးသဘောကျလို့လဲငါလည်းနေလိုပဲတားကောင်ဖြစ်ခဲ့ရတာပါလို့ပြန်ပြောလိုက်တယ်ပြီးတော့ကျွန်တော်ကဖြည်းဖြည်းချင်းပြုံးပြီးနင်းလဲဒီစစ်ဆက်ပွဲကိုမကျေနပ်ဘူးဆိုရင်ရတာပေါ့ငါတို့နှစ်ယောက်ပေါင်းပြီးကန့်ကွက်ကြတာပေါ့နင့်ဖေကနင့်ကိုဒီလောက်ချစ်တာဆိုတော့နင်မကြိုက်တဲ့လူနဲ့အတင်းပေးစားမှာမဟုတ်ပါဘူးနေလို့ရမှာကသွားပြီးနည်းနည်းငိုပြအကြောင်းပြချက်လေးတွေပြောပြနဲ့အဖေစိတ်ပျော့သွားရင်စစ်ဆက်ပွဲပြတ်သွားနိုင်တာပဲလို့အကြံပေးလိုက်တယ်ဒါကိုကြားတော့လူဖီဖီမျက်မှောင်ဟုတ်ပြီးစိတ်ထဲကနေဆဲဆူကဒါဆိုရင်နင်ကိုယ်တိုင်သွားပြီးငါတို့နှစ်ယောက်ကမလိုက်ဖက်ဘူးလို့သွားပြောပါလားဘာလို့အမြဲတမ်းငါပဲပြောရမှာလဲလို့မကြည်မနှက်ပြန်ပြောတယ်ကျွန်တော်လည်းစတူဒီယိုစိတ်ပေါက်လာပြီးငါကတော့မပြောဘူးနင်ငါကိုဘာလုပ်နိုင်လဲလို့ပြန်ပြောပြီးဒါပေမဲ့စဉ်းစားကြည့်ရင်တော့လူကောင်းပြီတခုရှင်းပြရမယ်ဘာပဲဖြစ်ဖြစ်ငါတို့စစ်ဆက်ပွဲကအတီးဖြစ်သွားပြီဆိုတော့ငါရဲ့အကြံပြုချက်ကတော့ကံကြမ္မာကိုလက်ခံလိုက်ဖို့ပဲလို့ပြောလိုက်တယ်လူဖီဖီကတရော်တဲ့လေတံနဲ့အော်နင်ကကံကြမ္မာကိုလက်ခံတက်လို့လားလို့ဆိုလို့ကျွန်တော်ပကုံးတုံပြီးလက်နှစ်ဖက်ကိုဆန့်ကရိုးသားတဲ့မျက်နှာပေးနဲ့ငါကတော့အရှိန်ဝါကိုလက်ခံပြီးပြီလေလို့ပြောပြီးဖီဖီနင်ကဘာကိုကြောက်နေတာလဲဘာပဲဖြစ်ဖြစ်တရားဝင်မင်္ဂလာဆောင်တာကကြောင်းပြီးမှဆိုတော့အဲ့ဒီအချိန်ထိဘာတွေပြောင်းလဲသွားမလဲဘယ်သူသိလဲငါတို့လွတ်မြောက်သွားနိုင်တာပဲလို့ရှင်းပြလိုက်တယ်
ကျွန်တော်ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးလူဖီဖီကချက်ချင်းမှန်တင်းကငါကဘာလို့ကြောက်ရမှာလဲလက်ထက်ရင်လဲထက်ပေါ့အလွန်ဆုံးရှိရောင်းကစတွင်းတယောက်ပူလာတာပဲဘာဆိုလို့လဲလို့ဆိုလို့ကျွန်တော်ကပြုံးပြီးဒါဆိုရင်ဘာလို့ဖို့စဉ်းစားနေလဲလို့မေးတော့သူမကကူရှမ်းနင်ကနင့်ကိုနင်တိတ်အထင်ကြီးနေတာပဲနင်မိမတွေကြောင်းဘာမှမသိသေးဘူးလို့ပြောတယ်ကျွန်တော်ကရေးပြီးဒါဆိုရင်စမ်းကြည့်ကြတာပေါ့လို့ဆိုတော့သူမကလည်းစမ်းရင်လည်းစမ်းတာပေါ့ဘသူကကြောက်လို့လဲလို့ပြန်ပြောတယ်ကျွန်တော်ပြုံးမိတယ်နင်းရဲ့တံမိုးကိုဒီလောက်အလွယ်တကူချပစ်လိုက်မယ်လို့မထင်ထားမိဘူးပြီးတော့ကျွန်တော်ကဟာတာလေတန်နဲ့ငါရဲ့ချစ်လာစွာတော့လူဖီဖီနင်ဒီလောက်တောင်စိတ်အားထက်သန်နေမှတော့ငါလည်းညင်းမှာမဟုတ်ဘူးလို့ပြောပြီးသူမအနာတိုးသွားခါနေမှပဲလူတွေအများကြီးကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားလိုက်ရတယ်ဒါကိုသတိထားမိတာနဲ့ကျွန်တော်ချက်ချင်းပဲသူမကိုလှုပ်ပြီးအကွာအဝေးတစ်ခုခွာလိုက်တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဧည့်သည်အားလုံးကကျွန်တော်တို့ကိုပဲစိုက်ကြည့်နေကြတာကိုတွေ့ရပြီးလူဖီဖီမျက်နှာရှက်လွန်းလို့หนีရဲသွားတော့တယ်ခုနကအငင်းပွားနေတာနဲ့ငါတို့စစ်ဆက်ပွဲရဲ့အလဲဘဟုမှာရက်နေတာကိုတော့မေးသွားကြတာပါအနောက်ကနေလူကြီးတွေရဲ့ရေမောတန်ခတ်တဲ့ထွက်လာတာကိုကြားတော့ကျွန်တော်ချက်ချင်းပဲလူဖီဖီလက်ကိုဆွဲပြီးအပြင်ဘက်ကိုအမြန်ပြေးထွက်ခဲ့တယ်အပြင်ရောက်တာနဲ့သူမကဒေါသကြီးနဲ့ဓာရီအကုန်လုံးနင်းကြောင်ဖြစ်ရတာလူအများကြီးရှိမှငါ့ကိုတတိုင်းမှာကတ်ထားပြီးတော့အခုလူတွေအကုန်မြင်ကုန်ပြီးပြောဘာဆက်လုပ်မလဲလို့អော်တယ်ကျွန်တော်ကတော့ဂယုမဆိုင်ပဲပခုံးတုံကအခုမှတော့ဒီကိစ္စကိုညှင်းခုန်နေလို့ဘာထူးမှလဲဒါငါတို့ရဲ့စစ်ဆက်ပွဲပဲဥစ္စာနည်းနည်းလေးရင်းနှီးသွားတာဘာဆန်းလို့လဲလို့ပြန်ပြောလိုက်တယ်စကားပြောရင်းနဲ့တိုက်ခန်းကိုပြန်ရောက်လာပြီးကျွန်တော်လက်ပွေနဲ့တကားဖွင့်မလို့လှုပ်တုံးလူဖီဖီဖုန်းမြည်လာတယ်သူမအမေစီကဖုန်းဖြစ်ပြီးဖုန်းခေါ်ဆိုသူနာမည်ကိုမြင်တာနဲ့သူမကောင်းကြိုက်သွားကစိတ်ထဲမှာမကောင်းတဲ့အရေးအယောင်ပေါ်လာပုံပဲသူမအမေကဖီဖီတခုပြောဖို့မေးသွားလို့နင့်တိုက်ခန်းကိုမာမီနည်းနည်းပြန်ပြင်ခိုင်းထားတယ်အခုနင်တို့နှစ်ယောက်ကစစ်ဆက်ထားတဲ့လူတွေဖြစ်သွားပြီဆိုတော့နောက်ဆိုအခန်းတစ်ခုထဲမှာအတူအိတ်ကြဒါမှဆက်ဆံရေးပုံမြင်မြန်တိုးတက်မှနားလည်လားလို့ပြောတာကိုကြားတော့လူဖီဖီလူချင်းအော်မီမတက်ဖြစ်သွားပြီးမာမီသမီးရဲ့ခွင့်ပြုချက်မရှိပဲအိမ်ကိုလူတွေဘလို့လွတ်လိုက်တာလဲလို့អော်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်အိမ်ထဲခြေချပြီးပတ်ဝန်းကျင်ကိုကြည့်ကအန်ရာကြီးနဲ့နေဦးအိမ်ရဲ့ပုံစံကဘာလို့ဒီလိုဖြစ်နေတာလဲတခိုးဝင်သွားတာလားလို့မေးလိုက်တယ်လူဖီဖီချက်ချင်းအခြေအနေကိုသဘောပေါက်သွားပြီးအေးဆက်ဆက်ရဲကမာမီကူရှာရဲ့အခန်းကိုမာမီဖျက်ပစ်လိုက်တာတော့မဟုတ်ပါဘူးနော်လို့မေးတော့သူမအမေကတီတီငိမ့်ငိမ့်နဲ့ပဲဖျက်ပစ်တာပေါ့မာမီနင်တို့နှစ်ယောက်ကိုတီးတက်စီပေးမအိတ်ချင်ဘူးအခုကစပြီးကတင်တစ်ခုထဲမှာအတူအိတ်ရမယ်နားလည်လားလို့ပြောပြီးမာမီပြောတာကိုမနာခံရင်နင်တို့နှစ်ယောက်လုံးကိုနိုင်ငံခြားချက်ချင်းမောင်းထုတ်ပစ်မယ်ဟိုမှာကလူတွေပုံမြင်မြန်လက်ထက်ကြတာမို့တေချာစဉ်းစားပြီးဆုံးဖြတ်ချက်လို့ချင်းချောက်လိုက်တယ်ဒါနဲ့လူဖီဖီကဟုတ်ကဲ့မာမီနားလည်ပါပြီလို့ပြောပြီးဖုန်းချလိုက်ရာသူမရဲ့စိတ်မသက်မသာဖြစ်မှုကပိုလို့တိုးလာတယ်အိတ်ခမ်းထဲရောက်တဲ့အခါကတင်ပေါ်မှာအေယာမစက်ကူတစ်တာကြီးတစ်ခုရှိနေတာကိုတွေ့ရတယ်ကျွန်တော်ဝမ်းသာအားရနဲ့အနားသွားပြီးပေါ့မာမီကလက်ဆောင်အကြီးကြီးပေးလိုက်တာပဲဆိုပြီးတစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာပဲအထက်ကပစ္စည်းတွေကိုမြင်ပြီးလုံးဝမင်တက်သွားရတယ်တစ်တာတစ်ခုလုံးကွန်တုံးတွေနဲ့ပြည့်နေတာပါကျွန်တော်3စက္ကန့်လောက်စိုက်ကြည့်ပြီးဒါပါရီလဲလို့တွေးနေတော့လူဖီဖီကလည်းစူးစမ်းကျင်စိမ့်နဲ့အနားတိုးလာပြီးဘာဖြစ်လို့လဲဘာတွေးလို့လဲလို့မေးရင်တစ်တာတဲ့လှမ်းကြည့်လိုက်တာနဲ့သူမမျက်နှာချက်ချင်းหนีရဲသွားပြီးမျက်လုံးတွေဟိုဟိုဒီဒီရောက်ကုန်ကစကားတခုမှမပြောနိုင်တော့ဘူးကျွန်တော်တို့နှစ်ယောက်စလုံးခိတ္တမြတယောက်ကိုတယောက်ကြည့်နေပြီးမှထူးဆန်းတဲ့ရေမောတန်ထွက်လာတယ်ကျွန်တော်တစ်တာကိုငုံကြည့်ပြီးဒီမှာအခုရေရနဲ့ချီရှိမယ်ထင်တယ်လို့ပြောပြီးဒီလောက်အများကြီးဝယ်ပေးထားတာဒါတွေကုန်ဖို့ဆိုရင်အသက်ကြီးသွားမှာပဲလို့စနောက်လိုက်တော့လူဖီဖီချက်ချင်းဒေါသထွက်ပြီးဘသူကနင်းနဲ့သုံးမှလဲနင်ကဘာလို့နင့်ကိုနင်းဒီလောက်ဆွမ်းလာပြီးထင်နေတာလဲလို့អော်တယ်ကျွန်တော်ရေပြီးអော်ဒါကရှက်စရာမှမဟုတ်တာပါပဲဖြစ်ဖြစ်နောင်ဆိုလင်မယားတွေဖြစ်ကြမှာပဲဥစ္စာလို့ပြောလိုက်တော့နှစ်ယောက်သားဆက်နောက်ရင်ပြန်ရင်းခုန်ကြပြန်တယ်ခဏနေတော့ကျွန်တော်တီတီငိမ့်ငိမ့်နဲ့ပဲကဲဒါဆိုအခုညအိတ်ဖို့ဘလို့စီစဉ်မလဲလို့မေးလိုက်တော့လူဖီဖီမျက်နှာကအပြုံးတွေပျောက်သွားပြီးသူမမှလည်းအကြံကောင်းမရှိမှန်းသိတာလာတယ်ကျွန်တော်ခိတ္တမြစဉ်းစားပြီးမှတော်တော်လဲနောက်ကျနေပြီဆိုတော့နင်ပဲကတင်ပေါ်မှာအိတ်လိုက်ငါအပြင်ကဆိုဖာပေါ်မှာသွားအိတ်မယ်ဒါပဲအတီးပဲကိုနိုင်လို့ပြောပြီးသူမပြန်ပြောခွင့်မရခင်မှာပဲခေါင်းကိုမပြီးအိတ်ခမ်းဘက်ထွက်လာခဲ့တယ်နောက်တနေ့မနက်မှာတော့ကျွန်တော်စောစောထသွားတိုက်မျက်နှာတစ်ပြီးဆိုဖာပေါ်မှာထိုင်ကလူဖီဖီကိုစောင့်ရင်ဖုန်းပုတ်နေခဲ့တယ်။ဒါပေမဲ့အကြာကြီးစောင့်ရုံတင်မကပဲသူမရဲ့အရေးအယောင်တောင်မတွေ့ရလို့မတက်နိုင်ပဲအိတ်ခမ်းတကားဝကိုသွားပြီးခောက်လိုက်တယ်။အထဲကဘာတန်မှပြန်မကြားရလို့တကားကိုတန်းဖွင့်ပြီးအထဲဝင်ကလူဖီဖီမြန်မြန်ထားတော့ကြောင်းနောက်ကြတော့မယ်လို့နှိုးလိုက်မှသူမထိတ်လန့်တကြားထထိုင်ပြီးအလိုနောက်ကျသွားပြီလားလို့မေးတယ်။မိနစ်အနည်းငယ်အတွင်းမှာပဲသူမအသင့်ပြင်ပြီးအပြင်ထွက်လာကမြန်သွားကြစို့လို့ခေါ်လို့ကျွန်တော်ကောင်းညစ်ပြီးနှစ်ယောက်သားเจ้าကိုအပြေးလွှာထွက်လာခဲ့ကြတယ်။เจ้าကိုရောက်တော့မှတက်ပြင်းချနိုင်တော့တယ်ဘာလို့လဲဆိုတော့အတန်းစားဖို့9မိနစ်တောင်လိုသေးလို့ပါ။ကျွန်တော်ခုံမှထိုင်ရင်းလွတ်သွားပြီ။နောက်ကျမှတ်တမ်းအတွင်းမခံရတော့ဘူးလို့ပြောလိုက်တော့ဝမ်ရှင်းကတာယာတဲ့အပြုံးလေးနဲ့ Good morning လို့နှုတ်ဆက်တယ်။သူမကျွန်တော်ကိုကြည့်ပြီးပြုံးပြလိုက်တဲ့အပြုံးလေးတစ်ခုလေးနဲ့တင်ကျွန်တော်ရဲ့အာယုံတွေခိတ္တမြလွင့်ပြန်သွားရတယ်။အဲ့ဒီနောက်ချက်ချင်းပဲအတန်းတက်ခေါင်းလောင်းမိလာပြီးဆရာဝင်လာကစတင်มาတော့တယ်။နောက်ထပ်ပြင်းစရာကောင်းတဲ့နေ့တစ်နေ့စတင်ခဲ့တာပေါ့
အတန်းဝက်လောက်ရောက်တဲ့အခါကျွန်တော်မွန်းချက်တယ်လို့ခံစားရပြီးစိတ်ကအတန်းနဲ့မရှိတော့ပဲတိမ်တွေပေါ်လွင့်နေတယ်လို့ခံစားရလို့ဘာမှထပ်မစင်စားပဲအကြောင်းပြချက်တစ်ခုပေးပြီးအတန်းလက်ထွက်ခဲ့တယ်။ကျောင်းကိတ်ဝအပြင်ဘက်မှာလမ်းလျှောက်လိုက်ရင်စိတ်ကြည်လင်သွားမလားလို့တွေးပြီးထွက်လာခဲ့ပေမဲ့မင်းကိတ်ဝကိုရောက်လို့ပျော်ပျော်ရွှင်ရွှင်အပြင်ထွက်ခါနီးမှာပဲလုံခြုံရေးဝန်ထမ်းကတားပါလေရော။လုံခြုံရေးဦးလေးကြီးကတီတင်းနဲ့မျက်နှာပေးနဲ့ဟေ့ကျောင်းသားမင်းအပြင်ထွက်ခွင့်မရှိဘူးအရင်ဆုံးခွင့်ပြုချက်ဖြတ်ပိုင်းပြအောင်လို့တောင်းတယ်။ကျွန်တော်ခေါင်းကုပ်ပြီးဦးလေးကျွန်တော်မှခွင့်စာတော့မရှိဘူးဒါပေမဲ့တကယ်ရေးကြီးတဲ့ကိစ္စရှိလို့အပြင်သွားမလို့ပါဆရာကလည်းပြောခဲ့ပါတယ်လို့စင်ကြေပေးပေမဲ့ဦးလေးကြီးကမလျှော့ပဲငါကတော့ခွင့်စာပဲကြည့်ရမယ်မရှိရင်တော့အပြင်ထွက်ဖို့မကြိုးစားနဲ့ဒါမှမဟုတ်ရင်လည်းမင်းရဲ့အတန်းပိုင်ဆရာစီဖုန်းဆက်သူငါ့ကိုတိုက်ရိုက်ပြောခိုင်းလို့ဆိုတယ်ဒါကိုကြားတော့ကျွန်တော်စိတ်ထဲမှာတော်တော်လေးစိုးရိမ်သွားမိတယ်ဘာလို့လဲဆိုတော့အတန်းလစ်ပြီးထွက်လာတာကိုဆရာစီကိုယ်တိုင်ဖုန်းဆက်ရင်မနှက်ဖြန်နေထွက်တာကိုမြင်ရဖို့တော့မလွယ်တော့ဘူးလေဒီလုံခြုံရေးဦးလေးကြီးကတော့လိုအပ်တာထက်ပိုပြီးစီကံကြီးနေတာပဲဒါကြောင့်ကျွန်တော်ဆက်ပြီးငင်းခုန်မနေတော့ပဲပြန်လှည့်လာပြီးစိတ်ငြိမ်တဲ့တိုင်းတစ်ခုစီသွားကတိုင်းကိုကြော်ပြီးအပြင်ထွက်ခဲ့တော့တယ်။အပြင်ရောက်တာနဲ့ဘာလို့မှမသိစိတ်တူတူနဲ့ဖုန်းထုတ်ပြီးကျောင်းအုပ်ကြီးစီဖုန်းတန်းဆက်လိုက်တယ်။ဟယ်လိုကျောင်းအုပ်ကြီးစီကလားကျွန်တော်ကုချံပါကျွန်တော်တို့ကျောင်းကလုံခြုံရေးဝန်ထမ်းတွေကတော့တကယ်ကိုတာဝန်ကြီးပုံစွာနဲ့အလုပ်လုပ်နေကြတာပဲနော်လို့ပြောပြီးကျောင်းအုပ်ကြီးရဲ့ပြန်ပြောမဲ့စကားကိုတော့မဆောင်ပဲဖုန်းကိုချက်ချင်းချပစ်လိုက်တယ်။ပြီးတော့အေးဆေးတိုက်ခန်းပြန်ပြီးအေးရေးဝအောင်အိပ်ပစ်လိုက်တော့တယ်တခြားတစ်ဖက်မှာတော့ကျောင်းအုပ်ကြီးဖုန်းကိုအကြာကြီးစိုက်ကြည့်ပြီးဒီကောင်လေးကရုတ်တရက်ကြီးလုံခြုံရေးတွေအကြောင်းဘာလို့ပြောတာလဲဘာတွေဖြစ်လို့လဲလို့တွေးနေမိပြီးသူလဲဆက်မစင်းစားတော့ပဲလုံခြုံရေးအဖွဲ့ခေါင်းဆောင်စီဖုန်းဆက်လိုက်တယ်။ဟယ်လိုလုံခြုံရေးဌာနလားကြားရတဲ့လောက်တော့အခုတလောမင်းတို့ကတာဝန်ကြီးပုံစွာလုပ်ကင်နေကြတယ်ဆိုဘာတွေဖြစ်နေလဲတွားဆုံစမ်းပြီးဒီပြဿနာကိုချက်ချင်းဖြေရှင်းလိုက်လို့ညွှန်ကြားလိုက်တာကြောင့်လုံခြုံရေးကပတိန်လုံးဝဆိတ်ရှုပ်သွားရတယ်။တာဝန်ကြီးပုံမှုဆိုတာကချီးကျူးတာထက်တတိပေးတာနဲ့ပိုတူနေလို့သူ့စိတ်ထဲမှာလုံခြုံရေးတယောက်ယောက်ပြဿနာရှာထားပြီးဆိုတာသိလိုက်ပြီးဒီနေ့ဘသူတာဝန်ကြလဲသွားဆောင်စမ်းပြဿနာကြီးရင်အလောက်ကပါတန်းထုတ်ပြမယ်လို့ဆုံးဖြတ်လိုက်တယ်။သူတွေးရတော့ကျောင်းအုပ်ကြီးရဲ့စကားကိုသူမရွေးနားလည်ခဲ့ရင်တော့ဆုံးရှုံးမှုသိမရှိပေမဲ့တကယ်လို့လုံခြုံရေးတယောက်ယောက်ကအမှားကြီးမှားထားတာကိုသူကကာကွယ်ပေးထားမိရင်ပြဿနာအလုံးကသူ့ကောင်းပေါ်ရောက်လာမှာဖြစ်လို့ပါ။အဲ့ဒီအကြောင်းရင်းကြောင့်ပဲခဏအကြာမှာကျွန်တော်ကိုတားခဲ့တဲ့လုံခြုံရေးဦးလေးကြီးဟာရုံးခန်းထဲကိုအခေါ်ခံရပြီးအထက်လူကြီးရဲ့အကြာကြီးစူပူကျိမ်းမောက်မှုကိုခံရပါတော့တယ်။ဦးလေးကြီးကတဝက်နားလဲတဝက်နားမလဲဖြစ်နေပေမဲ့အဆုံးမှာတော့မနှက်ဖြန်ကစပြီးအလုတ်လာစရာမလိုတော့ဘူးဆိုတဲ့စကားကိုပဲရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ဒါကိုကြားတော့ဦးလေးကြီးမျက်လုံးအပြူသားဖြစ်သွားပြီးမိမိနာကိုမိမိတောင်မယုံနိုင်ပဲအထက်လူကြီးကိုပဲစိုက်ကြည့်နေမိတယ်။အထက်လူကြီးကတော့မျက်နှာလွှဲထားတဲ့အမှန်တိုင်းပြောရရင်သူ့ရင်ထဲမှာလည်းအာနာစိတ်တော်ရှိတာပေါ့။ဦးလေးကြီးဟာကဘာကြီးရက်တန့်သွားတယ်လို့မျိုးကြောင်ရက်နေမိပြီးမိမိကမိမိရဲ့တာဝန်ကိုပဲကြေပွန်အောင်လုပ်ခဲ့တာကိုဒါတွေဘာလို့ဖြစ်လာရလဲဆိုတာသူနားမလည်နိုင်ရှာဘူး။အဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ရဲ့ချိုးသားတဲ့အတန်ထွက်လာပြီးဟယ်လိုဦးလေးဒီမှာဘာလို့ဝမ်းနဲ့ပက်လက်ရက်နေတာလဲဟင်လို့မေးတယ်ဦးလေးကြီးလက်ကြည့်လိုက်တော့မျက်မှန်တက်ထားတဲ့ကျိုးမြောင်ဖြစ်နေတာကိုတွေ့လို့မမလေးလို့တယိုတာတေနှုတ်ဆက်တယ်ဒါကိုကျိုးမြောင်ကရင်မောပြီးကျမကတထေးကုန်းကမမလေးမဟုတ်ပါဘူးဦးလေးရဲ့ကျမလည်းတာမန်မိသားစုကမိန်းကလေးတယောက်ပါဒါကြောင့်ဒီလောက်အထိယဉ်ကျေးနေဖို့မလိုပါဘူးလို့ပြောလိုက်မှဦးလေးကြီးရင်ထဲမှာယဉ်နှိမှုခံစားလိုက်ရပြီးသူမကိုမိမိလိုတာမန်လူတယောက်လိုသတ်မှတ်လိုက်တယ်ပြီးတော့သူကပြုံးပြီးကျေးဇူးတင်ပါတယ်တမီးရဲ့အစာကိုကြိုးကြိုးစားစားတင်တမီးရဲ့အနာဂတ်ကအရန်တောက်ပမှာပါလို့ဆူတောင်းပေးရင်အဆုံးမှာတော့အကြောင်းစုံကိုအစကနေအဆုံးထိကျိုးမြောင်ကိုပြောပြလိုက်ရှာတယ်ဇလန်းအပြည့်စုံကိုကြားပြီးနောက်ကျိုးမြောင်ရဲ့မျက်ခုံးတွေပုတ်သွားပြီးဦးလေးကြီးရဲ့ပခုံးကိုပုတ်ကာဦးလေးစိတ်မပူပါနဲ့အခုကျမအကြောင်းစုံတည်သွားပြီးဒီနေ့တော့အိမ်ပြန်ပြီးအေးဆေးနားလိုက်ပါဒီကိစ္စအတွက်အမှန်တရားရစေရပါမယ်ကျမကတိပေးပါတယ်ဦးလေးရဲ့အလုံးမပြုတ်စေရဘူးလို့ပြောပြီးဦးလေးကြီးဘာမှပြန်မပြောနိုင်ခင်မှာပဲကျိုးမြောင်အဲ့ဒီနေရာကနေအမြန်ထွက်လာပြီးကျွန်တော်ရှိတဲ့အတန်းစီကိုတန်းပြေးလာခဲ့တယ်အတန်းနဲ့ရောက်တော့အထဲဝင်ခံပြီးကျောင်းသူတယောက်ကိုတားပြီး sorry ကုချံကိုအပြင်ခေါ်ပေးလို့ရမလားလို့အကူအညီတောင်းတော့အဲ့ဒီကျောင်းသူကခေါင်းညိတ်ပြီးအတန်းထဲဝင်သွားပေးတယ်ဒါပေမဲ့ခဏနေတော့ပြန်ထွက်လာပြီး sorry ပဲကုချံအတန်းထဲမှာမရှိဘူးနောက်မှပဲလာကြည့်တော့လို့ပြောလို့ကျိုးမြောင်ကလည်းဟုတ်ကဲ့ကျေးဇူးပဲလို့ပြောပြီးကြံခဲ့ရတယ်နောက်တနေ့မနက်မှာတော့ကျွန်တော်လန်းလန်းဆန်းဆန်းနိုးလာပြီးလူဖီဖီနဲ့အတူကျောင်းကိုထွက်လာခဲ့တယ်။မင်းကိတ်ဝကိုရောက်တော့အကျင့်တိုင်းလုံခြုံရေးအခန်းဘက်လှမ်းကြည့်လိုက်ပေမဲ့ထူးဆန်းတာကလုံခြုံရေးအသစ်တယောက်ကိုတွေးလိုက်ရလို့3စက္ကန့်လောက်ကြောင်ရက်နေမိပြီးမှဆက်လျှောက်လာခဲ့တယ်။အဆောက်အုံထဲရောက်တာနဲ့ရှေ့မှာရက်နေတဲ့ကျိုးမြောင်ကိုလှမ်းတွေးလို့ဝမ်းသာအားရနဲ့ပြေးသွားပြီးဟဲ့။ကျိုးမြောင်မတွေ့ရတာကြာပြီးgood morningလို့နှုတ်ဆက်လိုက်တယ်။ဒါပေမဲ့ကျွန်တော်စကားကြောင့်သူမရဲ့မျက်ခုံးတွေလှုပ်သွားပြီးကျွန်တော်ကိုကြည့်တောင်မကြည့်ပဲဒေါသတကြီးနဲ့စိုက်ကြည့်နေတော့တယ်။ဒါကိုမြင်တော့ကျွန်တော်ရဲ့ကြောရိုးတရိုးလုံးအေးဆက်သွားပြီးအံ့ဩတာကြီးနဲ့ဘာဖြစ်လို့လဲ။တယောက်ယောက်ကမင်းကိုဒုက္ခပေးလို့လားဘယ်သူလဲပြောငါအခုပဲသွားဆော့ပေးမယ်လို့ပြောလိုက်ပေမဲ့ကျုံမြောင်ကစိတ်တူတူနဲ့ကျမကိုဘယ်သူမှဒုက္ခမပေးဘူးကျမစိတ်မကြည်ုံပဲပြီးတော့ကျမကဘာမှလည်းမတတ်နိုင်ပါဘူးကျမကရှင်လိုမှမဟုတ်တာလို့ပြောပြီးတခင်လေးတွေအတွက်ကတော့တကဘာလုံးကလက်ပတ်နေတာပဲလေရှင်းစိတ်နည်းနည်းလေးပြည့်ယုံနဲ့တခြားတယောက်ယောက်ကအဲ့ဒီအတွက်တန်ဖိုးကြီးကြီးမားမားပေးဆက်ရတာပဲမဟုတ်လားလို့တယောပြီးကျွန်တော်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားပါလေရော
ကျွန်တော်9စက္ကန့်လောက်ကြောင်ရက်ကြံခဲ့ပြီးသူမရဲ့ဒီလိုထူးဆန်းတဲ့အပြုမူကိုလုံးဝနားမလည်နိုင်တော့ဘူးဒါဘာတွေဖြစ်ကုန်တာလဲအဲ့ဒီနောက်အတန်းထဲဝင်ပြီးခုံမာထိုင်နေပေမဲ့စိတ်ကမအေးချမ်းဘူးအဲ့ဒီအချိန်မှာဝန်ရှင်းကလှည့်ကြည့်ပြီးဘာဖြစ်လို့လဲဘာလို့ဒီလောက်စိတ်ပြတ်နေတာလဲလို့မေးလို့ကျွန်တော်ရဲ့ဒုက္ခကိုရင်ဖွင့်မဲ့လူတွေ့သွားတယ်လို့မျိုးချက်ချင်းပဲတငယ်ချင်းပြောပြပါဦးကျိုးမြောင်ကငါ့ကိုဘာလို့ဒီလောက်စိတ်ဆိုးနေရတာလဲလို့မေးလိုက်တယ်ဒီမေးခွန်းကိုကြားတော့ဝန်ရှင်းခိတ္တမြငြိမ်ချသွားပြီးဘာမှမပြောဘဲအကြာကြီးရက်နေမိတယ်သူမရဲ့မျက်ဝန်းထဲကအနှဲငယ်ထိတ်လန့်မှုကိုမြင်မှကျွန်တော်သူမကိုဇလန်းအပြည့်အစုံမပြောရသေးတာကိုသတိရပြီးငါလည်းတစ်ခါတလေကြာရင်ရွှေငါးအုံနောက်လိုမျိုးမေ့တက်လိုက်တာလို့တွေးမိတယ်အဲ့ဒီနောက်ကျွန်တော်စကားကိုသူမအသေးလဲနားထောင်ပြီးနောက်စဉ်းစားရချက်တဲ့မျက်နှာပေးနဲ့ခုနကနေပြောတာမနက်ကအတန်းလစ်ပြီးအပြင်ထွက်တုန်းကကြောင်းအုပ်ကြီးစီဖုန်းဆက်တယ်ဆိုတာလေးလို့မေးလို့ကျွန်တော်ကောင်းညိပြီးဟုတ်တယ်လို့ဖြေလိုက်တယ်သူမကအဲ့ဒီဖုန်းထဲမှာနင်ဘာပြောလိုက်လို့လဲလို့မေးလို့ကျွန်တော်မေးစိကိုကင်ပြီးစဉ်းစားကထူးထူးခြားခြားတော့မဟုတ်ပါဘူးအဲ့ဒီအချိန်တုန်းကတွေးကြွနေလို့ကြောင်းအုပ်ကြီးစီဖုန်းဆက်ပြီးကျွန်တော်တို့ကျောင်းကလုံခြုံရေးအဖွဲ့ကတကယ်ကိုတာဝန်ကြီးပုံစွာလုပ်ကင်နေကြတယ်လို့ပဲပြောလိုက်တာဒါကလွယ်ရင်ဘာမှမပြောဘူးလို့ဖြေလိုက်တယ်ဒါကိုကြားတော့ဝန်ရှင်းအကြာကြီးစဉ်းစားနေပြီးမှတက်ပြင်းချကငါထင်တာကတော့ကျောင်းအုပ်ကြီးကနင့်စကားကိုနားမလည်ပဲအောက်ကလူတွေကိုစုံစမ်းခိုင်းရကနေအောက်ကလူတွေကသူ့စကားကိုအတိတ်ပဲမှားရင်းစွာယူဆလိုက်တာထင်တယ်လို့ပြောတယ်ကျွန်တော်အံ့ဩပြီးဒါဆိုကျိုးမြောင်ကဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲလို့မေးတော့ဝန်ရှင်းကငါထင်တာကတော့အကြောင်းရင်းကစာနာစိတ်ကြောင့်ထင်တယ်လို့ဖြေလို့ကျွန်တော်ပို့ပြီးစိတ်ရှုပ်သွားကစာနာစိတ်ဟုတ်လားလို့မေးတော့ဝန်ရှင်းကနင်းကျိုးမြောင်အကြောင်းမသိဘူးလားလို့မေးတယ်ကျွန်တော်ကချက်ချင်းစူးစမ်းခြင်းစိတ်နဲ့မသိဘူးဒါပေမဲ့မင်းကသူမနဲ့တော်တော်ရင်းနှီးပုံပဲမြန်မြန်ပြောပြပါဦးလို့ဆိုလိုက်တယ်အဲ့ဒါနဲ့ဝန်ရှင်းကကျိုးမြောင်အကြောင်းစပြောပြတယ်ကျိုးမြောင်ကဝင်ခွင့်စာမေးပွဲအမှတ်တွေအရန်ကောင်းလို့အကြောင်းကမိမိဘာသာဖိတ်ခေါ်ခဲ့တာဖြစ်ပြီးပညာသင်ဆုအကြီးကြီးလည်းရထားတယ်တဲ့ကျွန်တော်ကောင်းညိပြီးနားထောင်နေတော့သူမကလည်းဒါပေမဲ့သူမကဒီကန့်လန့်ချက်ကိုလက်ခံခဲ့တာကသူမတို့အိမ်ရဲ့စီးပွားရေးအခြေအနေကအရန်ဆိုးရွားလို့ပဲလို့ပြောပြလို့ကျွန်တော်အံ့ဩသွားပြီးတကယ်လားဒါပေမဲ့သူမကိုကြည့်ရတာဆင်းရဲတဲ့မိသားစုကလို့တခါမှမထင်ရဘူးလို့ပြောမိတယ်အမှန်တော့ကျိုးမြောင်ရဲ့ပင်ကိုစရိုက်ကအရန်ကြော်ရှင်းလာပါလို့သူမဘာအဝတ်အစားဝတ်အဖိုးတန်ပစ္စည်းတွေလို့ထင်ရတာပါဝန်ရှင်းကတကယ်ပါလူအများစုကသူမရဲ့မိသားစုနောက်ခံကိုသိကြတယ်သူမမိသားစုကတာမန်ပဲဖြစ်ပြီးမိခင်တယောက်တည်းရှိတဲ့မိသားစုမှာကြီးပြင်းခဲ့တာလို့ပြောပြီးခိတ္တရက်ကကြားရတဲ့လောက်တော့သူမအမေကအရင်ကအလုပ်လုပ်တုန်းကတထေးချို့ရဲ့အနိုင်ကျင့်မှုကိုတော်တော်ခံခဲ့ရဘူးလို့ကျူးမြောင်ကတထေးတွေကိုတော်တော်မုန်းတီးသွားတာလို့ပြောပြလိုက်မှကျွန်တော်ကောင်းတဲ့လျက်စီးလက်တလူမျိုးသဘောပေါက်သွားတော့တယ်ဒါကြောင့်ကျူးမြောင်ငါ့ကိုဒီလောက်စိတ်ဆိုးနေတာကိုဝန်ရှင်းကနင်းတတိထားမိမှာပေါ့အเจ้าမယောက်ျားလေးတွေအများကြီးသူမကိုအခြေရေးကန့်လန့်ကြတာလို့မေးလို့ခေါင်းညိပြလိုက်တော့သူမကဒါပေမဲ့အဲ့ဒီထဲကအများစုကတထေးသားတွေဖြစ်လို့ဘာမှမစင်စားပဲညင်းပယ်တာခံရတာပဲလို့ဆိုတယ်ကျွန်တော်စူးစမ်းခြင်းစိတ်နဲ့တကယ်လို့တထေးသားမဟုတ်ရင်ကောလို့မေးတော့ဝန်ရှင်းကပခုံးတုံပြီးမသိဘူးအဲ့ဒီလိုအခြေအနေမျိုးတစ်ခါမှမရှိဘူးထင်တယ်ဘာပဲဖြစ်ဖြစ်ငါတို့ University ကထိပ်တန်းကျောင်းဖြစ်လို့ဒီမှာရှိတဲ့လူတွေကအရန်ချမ်းသာတာဒါမှမဟုတ်ရင်လည်းပါရမီအထူးကောင်းလို့ရောက်လာကြတာစာတော်တဲ့ယောက်ျားလေးတွေကြတော့လေယုံကြည်မှုအားနေကြလို့ဘယ်သူမှသွားပြီးအခြေရေးမကန့်လန့်ရဲကြဘူးလို့ရှင်းပြတယ်ဒါကိုကြားတော့ကျွန်တော်ဖြည်းဖြည်းချင်းကောင်းငိမ့်မိတယ်အခုမှပဲအားလုံးရှင်းလင်းသွားတော့တယ်ဒါကြောင့်ကျိုးမြောင်မနက်ကဒီလောက်စိတ်ဆိုးနေတာကိုသူမဟာသူမအမေရဲ့အရင်ကဖြစ်ရဆိုးတွေကိုသတိရသွားလို့နေမှာဝန်ရှင်းကငါအတွေ့ရတော့သူမနှင့်ကိုမှားယွင်းနားလဲသွားတာထင်တယ်နင်းစိတ်တူတူနဲ့ကြောက်အုပ်ကြီးစီဖုံးဆက်လို့လုံခြုံရေးဦးလေးကြီးအလုပ်ပြုတ်သွားရတယ်လို့သူမထင်နေတာလို့ပြောလို့ကျွန်တော်ချက်ချင်းရှင်းပြတယ်ငါမှအဲ့ဒီလိုရွေချက်လုံးဝမရှိပါဘူးဟုတ်တယ်အဲ့ဒီအချိန်ကငါနည်းနည်းစိတ်တူသွားတာမှန်ပေမဲ့ငါကအာနာသုံးပြီးသူတစ်ပါးကိုနှိပ်စက်တဲ့တထေးသားအပြက်စီးမျိုးမဟုတ်ပါဘူးလို့ပြောလိုက်တယ်ဝန်ရှင်းကတက်ပြင်းချပြီးအမှန်တိုင်းပြောရရင်အာနာလွဲသုံးစားလုပ်တာကအသစ်ဆန်းမဟုတ်ပါဘူးကဘာကြီးကအမြဲတမ်းငါးကြီးကငါးငယ်ကိုစားနေတာပဲမို့ကျုံးမြောင်မာရင်နားလဲတာကလည်းမဆန်းပါဘူးလို့ဆိုတယ်ကျွန်တော်ခိတ္တမြငြိမ်နေပြီးမှရုတ်တရက်ကောင်းပြီးအခုငါဘာလုပ်ရမလဲတီဗီလို့ပြောလိုက်တော့ဝန်ရှင်းကအန်အိုဘီဘာလို့မလို့လဲလို့မေးတော့မှပဲအတန်းထဲမှာထူးဆန်းတဲ့တိတ်ဆိတ်မှုလွှမ်းသွားတာကိုခံစားလိုက်ရတယ်ကျွန်တော်တို့နှစ်ယောက်လုံးအပေါ်ကိုလှမ်းကြည့်လိုက်တော့ရှေ့မှာဆရာကစိုက်ကြည့်နေပြီးနင်တို့နှစ်ယောက်ကျန်တဲ့ကျောင်းသားတွေကိုအနှောက်အယှက်ပေးနေတယ်စကားပြောချင်ရင်အပြင်ထွက်သွားချက်လို့ဆိုတာကြောင့်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးငြိမ်သွားကြတော့တယ်အဲ့ဒီနောက်အတန်းပြီးတဲ့အထိငြိမ်ငြိမ်လေးနေခဲ့ပြီးကျောင်းစင်းကောင်းလောင်းမြည်တာနဲ့ကျွန်တော်ချက်ချင်းပဲကျူးမြောင်ကိုလိုက်ရှာခဲ့တယ်သူမရဲ့အတန်းပြင်ပါရောက်တော့ကျောင်းသူတစ်ယောက်ကိုတာပြီး sorryကျိုးမြောင်ကိုအပြင်ခေါ်ပေးလို့ရမလားကုချန်လာရှာနေတယ်လို့ပြောပေးပါကျေးဇူးပဲလို့ပြောလိုက်တယ်အဲ့ဒီကျောင်းသူကကျွန်တော်ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးပြုံးကအော်ရှင်လားဒီနေ့တော့တော်တော်စောစောစီးစီးအခြေရေးလာကမ်းလှမ်းတာပဲဥစ္စာလို့စနောက်လို့ကျွန်တော်ပြတလဲနဲ့အော်မဟုတ်ပါဘူးကျွန်တော်အခြေရေးကမ်းလှမ်းဖို့လာတာမဟုတ်ပါဘူးအရေးကြီးတဲ့ကိစ္စပြောဖို့ပါလို့ညင်းလိုက်တယ်သူမကရေပြီးရပါတယ်ဒီလောက်ချောနေတာပဲကိုကူညီပေးရမှာပေါ့ဒါနဲ့ရှင်ရဲ့အခွင့်အရေးကတော်တော်ကောင်းပုံပဲလို့ပြောပြီးအတန်းထဲဝင်သွားပေးတယ်ခဏနေတော့အထဲကနေကျိုးမြောင်အပြင်မှာလူချောလေးတယောက်လာရှာနေတယ်နာမည်ကကုချန်တဲ့လို့အော်ပြောတန်ကြားရတယ်ကျွန်တော်အပြင်ကနေစိုးရိမ်တကြီးနဲ့စောင့်နေမိတယ်ကျိုးမြောင်လာတွေ့ကိုငင်းပယ်မလားလို့စိုးရိမ်နေတာပါဒါပေမဲ့မျောလင့်ထားတာနဲ့စန့်ကျင်ဘက်ဖြစ်ပြီးသူမတကယ်အပြင်ထွက်လာခဲ့တယ်
သူမတည်ငြိမ်တဲ့မျက်နှာပေးနဲ့ကျမကိုဘာကိစ္စရှိလို့လဲလို့အေးဆက်ဆက်လေးတန်နဲ့မေးလိုက်တာကြောင့်ကျွန်တော်ရင်ထဲမှာဟာတာခံစားလိုက်ရပြီးသူမလုံခြုံရေးဦးလေးကြီးကိစ္စအတွက်စိတ်ဆိုးနေတော့မှသိတာလာတယ်။ဒါကြောင့်ကျွန်တော်တည်ငြိမ်နဲ့ပဲမင်းငါ့ကိုမိနစ်အနည်းငယ်လောက်အချိန်ပေးနိုင်မလားတခြားနေရာသွားပြောရအောင်လို့ဖိတ်ခေါ်တော့သူမဘာမှမပြောဘဲခေါင်းပဲညှိပြတယ်။အဲ့ဒီနောက်နှစ်ယောက်သားအတန်းနဲ့ဝေးရစာတင်ဆောင်ဘက်ကစိတ်ငြိမ်တဲ့ကွင်းပြင်တစ်ခုစီရောက်လာခဲ့ကြတယ်။ပတ်ဝန်းကျင်မှာလူမရှိတာတေချာမှကျွန်တော်သူမရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးတည်ငြိမ်တဲ့လေတံနဲ့လုံခြုံရေးဦးလေးကြီးကိစ္စမှာငါလက်ချက်လုံးဝမပါဘူး။ငါအဲ့ဒီလိုဘာမှမလုပ်ခိုင်းခဲ့ဘူးလို့ပြောပြီးဒါပေမဲ့မင်းစိတ်မပူပါနဲ့ဒီကိစ္စကိုငါကိုယ်တိုင်ကင်တွေဖြေရှင်းပေးမယ်လို့ကတိပေးလိုက်တယ်။ပြီးတော့ကျွန်တော်လေတံနည်းနည်းတင်းမာသွားပြီးဒါပေမဲ့ကျိုးမြောင်ဒီနေ့မင်းလောက်တာလဲလူနေတော်လို့ပြောလိုက်တော့သူမအော်တကြီးကြည့်လာတယ်။ကျွန်တော်ကဆက်ပြီးမင်းအမှန်တရားကိုတေချာမသိပဲငါ့ကိုအပြစ်သားလို့သတ်မှတ်လိုက်တယ်ဒါကငါ့အပေါ်မှာတရားတယ်လို့မင်းထင်လားလို့ပြောပြီးပြန်လှည့်ကထွက်လာခဲ့တော့တယ်။ကျိုးမြောင်အဲ့ဒီနေရာမှာကြောင်ရက်ကြံခဲ့ပြီးကျွန်တော်ရဲ့တည်ကြည်တဲ့အပြုအမူကသူမကိုတကယ်ကိုအံ့ဩသွားစေပုံပဲ။ကျွန်တော်တကယ်ထွက်သွားတော့မယ်ထင်လို့သူမချက်ချင်းနောက်ကလိုက်လာပြီးကျွန်တော်ရဲ့အင်ဂျီလက်စ်ကိုလှမ်းဆွဲကတိုးတိုးလေးဆော်ရီလို့တောင်းပန်ရှာတယ်။ကျွန်တော်ရက်လိုက်ပေမဲ့နောက်ကိုတော့လှည့်မကြည့်ဘူး။သူမကထပ်ပြီး sorry လို့တိုးတိုးလေးထပ်ပြောတော့မှသူမမိမိရဲ့အမှားကိုသိသွားပြီဆိုတာနားလည်လိုက်တယ်။အစကတည်းကသူမဟာကျွန်တော်ကိုတခြားရည်ရွယ်ချက်နဲ့အနာကပ်လာတဲ့တထေသားတွေလိုသတ်မှတ်ခဲ့တာဖြစ်ပြီးသူမစိတ်ထဲမှာကျွန်တော်ဟာအာနာသုံးပြီးအားနဲ့သူကိုနှိပ်စက်တဲ့လူလိုပုံသေးသတ်မှတ်ထားခဲ့မိတာပါ။ဒါပေမဲ့အခုတော့ကျွန်တော်တကယ်ပဲလုံခြုံရေးဦးလေးကြီးကိုကူညီပေးခြင်းမသိသွားလို့မျက်နှာမှာအနှဲငယ်နောင်နေရတဲ့အပြုံးလေးပေါ်လာတယ်။အဲ့ဒီချိန်မှာကျွန်တော်ချက်ချင်းလှည့်ကြည့်ပြီးမင်းရဲ့တောင်းပန်မှုကိုငါလက်ခံပါတယ်။ဒါပေမဲ့အခုချက်ချင်းတော့လွယ်လွယ်နဲ့ခွင့်မလွတ်နိုင်သေးဘူးလို့ပြောပြီးသူမဆွဲထားတဲ့လက်ကိုဖြုတ်ကထွက်လာခဲ့တော့တယ်။ကျိုးမြောင်အဲ့ဒီမှာကြောင်ရက်ကြံခဲ့ပြီးထွက်သွားတဲ့ကျွန်တော်ကြောပြင်ကိုအကြာကြီးငေးကြည့်နေမိပြီးခုနကဘာဖြစ်သွားလဲဆိုတာသူမနားမလည်နိုင်တော့ဘူးအဲ့ဒီနောက်ကျွန်တော်တန်းပြီးကျောင်းအုပ်ရုံးခန်းစီထွက်လာခဲ့တယ်ကျောင်းတက်ခေါင်းလောင်းမိတာကြာပြီးဖြစ်ပေမဲ့ဂယုမဆိုင်ပဲကျောင်းအုပ်ရုံးခန်းနဲ့တန်းဝင်ပြီးအော်ပြောလိုက်တယ်ဦးလေးကျွန်တော်ပြောစရာရှိတယ် sorry ပါဆရာကြီးကျွန်တော်ကုချံကိုလုံးဝတားမရလိုက်လို့ပါလို့အတွင်းရေးမှုကလာပြောလို့ကျောင်းအုပ်ကြီးဆိတ်ရှုပ်ပြီးနဖူးကိုလက်နဲ့အုပ်ကအစားကတော့ဒေါသတကြီးစူမလို့လှုပ်ပြီးမှကျွန်တော်ကိုမြင်တာနဲ့မျက်နှာချက်ချင်းပြောင်းပြီးရေမောကလို့တခင်လေးကဒီကိုဘလို့ဖြစ်လို့ရောက်လာတာလဲအရေးကြီးကိစ္စရှိလို့လားမြင်မြန်ထဲဝင်ထိုင်ပါအောင်လို့ပြောပြီးသူ့လက်ထောက်ကိုမင်းအရင်ပြင်ထွက်ဦးငါတခင်လေးကနဲ့တီးတန့်စကားပြောစရာရှိလို့မောင်းထုတ်လိုက်တယ်လက်ထောက်ဖြစ်သူပါဇက်အဟောင်းသားနဲ့ကြောင်ရက်ကြံခဲ့ပြီးသူဟာကျောင်းအုပ်ကြီးကျောင်းသားတယောက်ရှိမှဒီလောက်တောင်အလျှော့ပေးပြီးဖားနေတာမျိုးပထမဆုံးအကြိမ်တွေ့ဘူးတာဖြစ်လို့ပါကျောင်းအုပ်ကြီးမျက်ရည်ပြလိုက်မှသူအပြင်ကိုအမြန်ထွက်သွားတော့တယ်အဲ့ဒီနောက်ကျွန်တော်ကလတ်ထိုင်မှမထိုင်ပဲသူ့စပွဲခုံထိတန်းသွားပြီးစပွဲခုံကိုအားနဲ့ရိုက်ကဦးလေးပါလို့အဲ့ဒီလိုလုပ်လိုက်တာလေကျွန်တော်တို့ကျောင်းကလုံခြုံရေးဝန်ထမ်းကိုချီးကျူးခဲ့တာလေသူကသူ့တာဝန်ကိုတကယ်ကိုတာဝန်ကျေပွန်စွာလုပ်တာပဲဥစ္စာဟုတ်ပါတယ်မနက်ကကျွန်တော်ရဲ့အပြုမူနည်းနည်းထူးဆန်းခဲ့တာမှန်ပေမဲ့ဒါကသူ့ကိုအလုပ်ထုတ်ပြဖို့ပြောတာမှမဟုတ်တာလို့မေးလိုက်တယ်ကျောင်းအုပ်ကြီးကအံ့ဩပြီးငါကလုံခြုံရေးအဖွဲ့ခေါင်းဆောင်ကိုအခြေအနေတွားကြည့်ခိုင်းုံတင်လုပ်လိုက်တာလေငါကဘလို့လို့အလုပ်ထုတ်ဖို့ပြောမှလဲလို့ရှင်းပြတယ်ဒါနဲ့ကျွန်တော်သူ့ကိုအလုံးမပြုတ်စေချင်ဘူးအချုပ်ပြောရရင်ဦးလေးသူ့ကိုချက်ချင်းပြန်ခေါ်လိုက်ပြီးအလုပ်ပြန်ဝင်ခိုင်းလိုက်ကြတယ်မလားပြန်ခေါ်လိုက်သူကတကယ်ကိုတာဝန်ကျေပွန်တဲ့လူမျိုးဒီလိုဝန်ထမ်းမျိုးကိုကျောင်းကဂုဏ်ယူတင်တယ်လို့ပြောလိုက်တယ်ကျောင်းအုပ်ကြီးခိတ္တစဉ်းစားပြီးမှကောင်းပြီတခင်လေးကူကဒီလောက်အထိအတင်းကျပ်ပြောနေမှာတော့ငါလည်းဘာပြောနိုင်တော့မှလဲဒါပေမဲ့ကုချံနောက်ဆိုရင်အဲ့ဒီလိုမလုပ်နဲ့ဦးစိတ်တူတိုင်းလူတွေကိုဆဲဆိုတာမကောင်းဘူးမင်းကလေးမဟုတ်တော့ဘူးမိမိရဲ့လုပ်ရက်ကိုတာဝန်ယူတတ်အောင်တင်ယူဦးလို့ဆုံးမလို့ကျွန်တော်လည်းငြိမ်ပြီးမိမိကိုမိမိပြန်သုံးသပ်မိတယ်ခဏနေတော့ခေါင်းငုံပြီးဦးလေးပြောတာမှန်ပါတယ်ဒီတစ်ခေါက်ကျွန်တော်အမှားပါဒါဆိုရင်ဦးလေးအဲ့ဒီလုံခြုံရေးဦးလေးကြီးကိုပြန်ခေါ်တဲ့အခါသူ့ရဲ့လစာကိုပါတိုးပေးလိုက်ပါပတ်စံအတွက်စိတ်မပူနဲ့ကုန်ကြစည်အားလုံးကျွန်တော်ပေးမယ်ဒါကိုကျွန်တော်ဘက်က bonus လို့သတ်မှတ်လိုက်ပေါ်လို့ပြောပြီးဖုန်းထုတ်ကကျောင်းအုပ်ကြီးရဲ့အကောင့်နဲ့ပတ်စံတန်းလွှဲပေးလိုက်ပြီးကျောင်းရုံခန်းကနေပျော်ပျော်ရွှင်ရွှင်ထွက်လာခဲ့တယ်စစ်ကြံလမ်းပေါ်ရောက်တာနဲ့ကိုပေါ်ကဝင်းတုပ်ကြီးကျသွားတယ်လို့ခံစားရပြီးဘာပဲဖြစ်ဖြစ်ဒီကိစ္စအဆင်ပြေပြီးဆုံးသွားပြီမို့တပြင်းချကတချင်းလေးညီးပြီးအတန်းဘက်လျှောက်လာတော့ရုတ်တရက်လူဖီဖီနဲ့ထိတ်တိုက်မိပါလေရောကျွန်တော်အံ့ဩပြီးနင်းပဲသွားမလို့လဲလို့မေးလိုက်တော့လူဖီဖီရက်လိုက်ပြီးအေးဆက်ဆက်မျက်နှာပေးနဲ့စိုက်ကြည့်ကလက်ပိုက်ပြီးတနက်နဲ့ပြစ်တော့မဲ့မျက်လုံးမျိုးနဲ့ကြည့်နေလို့ကျွန်တော်မှကြက်တီးတောင်ထသွားရတယ်အဆုံးမှာတော့သူမဒေါသအကြီးနဲ့နင်းเจ้าအုပ်ရုံခန်းထဲမှာဘာသွားလို့တာလဲနင်းကျိုးမြောင်အတွက်သွားတာမဟုတ်လားပြောပြန်ဖြေစမ်းလို့អော်တယ်ကျွန်တော်အံ့ဩပြီးနင်းကျိုးမြောင်ကိုတီးလို့လားလို့မေးလိုက်တာနဲ့လူဖီဖီနှုတ်ခမ်းကိုတင်းစစ်ပြီးအဲ့ဒီမိန်းကလေးနဲ့ငါလုံးဝမတည့်တာငါဘာလို့မသိပဲနေမလဲလို့ပြောပြီးပို့လို့ဒေါသထွက်ကကူချမ်းနင်ဘာဖြစ်နေတာလဲလှတဲ့မိန်းကလေးမြင်တာနဲ့မျက်လုံးတွေတောက်ပြောင်ပြီးသူမနောက်ကိုလိုက်တော့တာပဲလို့ဆိုတယ်ဒါကိုကြားတော့ကျွန်တော်အားလုံးသဘောပေါက်သွားပြီးဩဒါဆိုနင်အရင်ကပြောဘူးတဲ့အတန်းကြီးအမဆိုတာကျိုးမြောင်ကိုပြောတာကိုပြီးတော့အဲ့ဒီနေ့ကနင်ကားပေါ်ကနေအတင်းဆင်းသွားတာကလည်းကျိုးမြောင်ကိုတွေ့လို့ပေါ့ဟုတ်တယ်မလားနင်ငါကိုလမ်းပေါ်မှာပစ်ထားခဲ့တာသူမတယောက်တည်းအတွက်ပေါ့
တကယ်တော့နင်းဘာကိုဆိုလိုတာလဲနင်းငါ့ကိုမကြိုက်ဘူးဆိုရင်လဲဓာတ်ရိုက်ပြောငါလဲနင်းနောက်ကိုတကောက်ကောက်လိုက်နေမှာမဟုတ်ဘူးလို့ပြောလိုက်တာနဲ့သူမရဲ့မျက်ဝန်းတွေညီရဲလာတော့တယ်ကျွန်တော်လဲပြတလဲနဲ့ဖီဖီအဲ့ဒီလိုမဟုတ်ပါဘူးငါတကယ်ပဲသူမကိုတငယ်ချင်းလိုပဲသတ်မှတ်တာပါလို့ရှင်းပြပေးမယ်လူဖီဖီကချက်ချင်းပဲတငယ်ချင်းဟုတ်လားနင်တို့နှစ်ယောက်ရဲ့ဗီဒီယိုကကျောင်းကိုရဲ့တစ်ခုလုံးပြတ်နေပြီးအခုဒါကိုမသိတဲ့လူဘယ်သူရှိလဲကျုံးမြောင်ကရောင်းကစတမင်းလေးတယောက်အပေါ်ဒီလိုပြုမှုတာပထမဆုံးအကြိမ်ပဲလို့ပြောလို့ကျွန်တော်အံ့ဩပြီးဗီဒီယိုဟုတ်လားလို့မေးလိုက်တော့သူမချက်ချင်းဖုန်းထုတ်ပြီးကျွန်တော်ရှေ့မှာဗီဒီယိုဖွင့်ပြတယ်ကျွန်တော်တေချာကြည့်လိုက်တော့ဗီဒီယိုထဲမှာကျွန်တော်နဲ့ကျိုးမြောင်အဲ့ဒီကွင်းပြင်ကျဲထဲမှာစကားပြောနေတာကိုမြင်ရပြီးကင်မရာကအဝေးကြီးကနေရိုက်ထားတာမို့အတန်တော့တေချာမကြားရပေမဲ့ငါတို့ရဲ့အပြုမှုတွေကအထင်ရှားကြီးဖြစ်နေတယ်။ဘသူပဲကြည့်ငါတို့ကြားမှာတခုခုရှိနေတယ်လို့ထင်စရာပဲမို့ကျွန်တော်ချက်ချင်းပဲမဟုတ်ပါဘူး။နင်မယွန်းနားလဲနေတာလို့ညင်းပေမဲ့လူဖီဖီကလက်မခံပဲမယွန်းနားလဲတာဟုတ်လား။နင်သူမနဲ့သွားတွေ့တာမဟုတ်ဘူးလား။နှစ်ယောက်သားအတူတူစကားပြောနေတာမဟုတ်ဘူးလား။ပြီးတော့အရင်ကလည်းနင်သူမစီလမ်းမေးပြီးကျေးဇူးတင်နေဆိုတဲ့စင်ဂျင်နဲ့ထမင်းကျွေးဖို့လုပ်သေးတယ်အဲ့ဒီမိန်းကလေးကကျိုးမြောင်မဟုတ်လားနင်သူမကိုတိတာဘယ်နဲ့ရက်ရှိသေးလို့အခုလိုချက်ချင်းယူသွနေရတာလဲလို့អော်ပြီးဒေါသတကြီးနဲ့ကျွန်တော်ရင်ဘက်ကိုလက်သီးနဲ့ထုပါတော့တယ်ကျွန်တော်ဘာမှပြန်မပြောဘဲငြိမ်ခံနေပြီးစိတ်ပြက်ပြက်နဲ့မျက်နှာကိုလက်နဲ့ပုတ်မိတယ်မနက်ကကျိုးမြောင်ငါကိုမှားယွင်းနားလဲခဲ့တယ်လို့အခုလူဖီဖီကလည်းငါစကားကိုမယုံပြန်ဘူးအဲ့ဒီနောက်လူဖီဖီကလှေကားအောက်ကမှောင်ရိပ်ခိုတဲ့နေရာတစ်ခုတည်းပြေးဝင်ပုံသွားပြီးခေါင်းထောင်ကြည့်ပေမဲ့ကျွန်တော်ကိုမတွေ့ရတော့လို့ပို့ပြီးစိတ်ဆိုးကဒူးပေါ်ခေါင်းတင်ပြီးဝှက်ထားလိုက်တယ်ကုချန်နင်တကယ်ကိုလူအိုက်ပဲလို့ပြောရင်သူမမျက်ဝန်းကနေမျက်ရည်တွေစီးကျလာပြီးရှိုက်တန်ကိုအတင်းအောင်ထားပေမဲ့ရှိုက်တန်ကထွက်လာတော့မယ်ငငယ်ကလေးကသူမကိုအမြဲတမ်းပင်စင်မင်းသမီးလေးလိုထားခဲ့တာမို့ဒီလိုဒုက္ခမျိုးတစ်ခါမှမခံစားဘူးရှာဘူးအထူးသဖြင့်ကုချန်ရဲ့အပြုတ်မှုကြောင့်တွေးလေစိတ်တူလေးဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဝေဝါးနေတဲ့မျက်စိရှိမှအရေးအာဝါဒအရှိကြီးတစ်ခုလာရက်လို့ဖီဖီဆိုတဲ့အတန်ကိုကြားလိုက်ရတာနဲ့သူမရင်နဲ့မျောလင်းချက်နိုးကြလာပြီးအဲ့ဒီလူအိုက်ကသူမကိုလိုက်ရှာရင်ဒီအထိရောက်လာပြီဆိုတာသိလိုက်ရတယ်။သူမငိုနေတာကိုမြင်တော့ကျွန်တော်လည်းစိုးရိမ်သွားပြီးသူမကကြောက်လန့်နေတဲ့ရုံပေါက်လေးတစ်ကောင်လိုဖြစ်နေလို့နင်းစင်ပြေရဲ့လားလို့မေးလိုက်တယ်။ဒီအတန်ကိုကြားတော့လူဖီဖီတတိဝင်လာပြီးနောက်တစ်ချက်မှာရှက်လွန်းလို့မျက်နှာတစ်ခုလုံးနေရဲသွားကကျွန်တော်ကိုမိမိရဲ့ဒီလိုအခြေအနေမျိုးမမြင်စေချင်ပုံပဲ။ငါဒီမှာရှိတာနင်ဘယ်လိုသိလဲလို့ငိုတံပါကြီးနဲ့မေးလို့ကျွန်တော်ကအရင်ဆုံးပြောပါဦး။နင်ဒီမှာပုံပြီးငိုနေတာဘယ်လောက်ကြာပြီလဲလို့မေးလိုက်တော့သူမနှုတ်ခမ်းဆူပြီးဘာမှပြန်မပြောပဲချက်ချင်းတကအေးဆက်ဆက်လေးတန်းနဲ့သွားဆိုလို့ခေါ်လို့နှစ်ယောက်သားကြောင်တွင်လမ်းမပေါ်မှာအတူတူလျှောက်လာခဲ့ကြတယ်။အဲ့ဒီအချိန်ကအတန်းတက်ချိန်မှုပတ်ဝန်းကျင်မှာလူမရှိပဲလမ်းတစ်ခုလုံးစိတ်ငြိမ်နေခဲ့တယ်။ကျွန်တော်ကဖီဖီနင်အတန်းနဲ့ပြန်သွားမလို့လားလို့မေးတော့သူမခိတ္တစဉ်းစားပြီးမှခေါင်းခါကမသွားတော့ဘူး။စိတ်မပါတော့ဘူးလို့ညင်းတယ်။သူမငိုထားလို့မျက်လုံးတွေတရွှဲရွှဲဖူးရောက်နေမှန်းသူမကိုယ်တိုင်သိနေလို့အခုလိုအတန်းထဲသွားရင်ကြံတဲ့ចောင်းသားတွေလှောင်ကြလိမ့်မယ်လေ။ចောင်းဝင်းကြီးကအရန်ကျဲပေမဲ့ဒီမျက်နှာနဲ့သွားရင်လူတွေရဲ့အာယုံဆိုင်မှုကိုခံရမှာအသေးချာပဲ။နောက်ဆုံးတော့နှစ်ယောက်သားပန်းချံငယ်လေးတစ်ခုတည်းရောက်လာခဲ့ပြီးရုတ်တရက်နှစ်ယောက်စလုံးတပြိုင်နက်တည်းစော်ကြီးခွင့်လွတ်ပါလို့အော်ပြောမိလို့တယောက်ကိုတယောက်စိုက်ကြည့်ပြီးရေမောလိုက်ကြတယ်။ကျွန်တော်ပြုံးပြီးစော်ကြီးပါဖီဖီငါနဲ့အပေါ်စိတ်မတူတင်ပါဘူးအမှန်တိုင်းပြောရရင်ငါနဲ့ကျုံးမြောင်ကြားမှာဘာမှမရှိပါဘူးတာမန်တငယ်ချင်းတွေပါငါသူမကိုငါတို့ကြားထဲဝင်လာစေခြင်းစိတ်လုံးဝမရှိပါဘူးပြီးတော့သူမကိုထမင်းကျွေးဖို့ပြောတာကလည်းလမ်းပြပေးလို့ကျေးဇူးတင်စကားပြောတဲ့အနေနဲ့ပါအဲ့ဒီဗီဒီယိုကိစ္စကတော့အမှန်ကငါထွက်သွားမလို့လုပ်တာကိုသူမကိုယ်တိုင်ငါလက်ကိုလှန်ဆွဲပြီးတားတာအစကနေအဆုံးထိငါသူမနဲ့အကွာအဝေးတစ်ခုခွာထားခဲ့တာပါလို့ရှင်းပြလိုက်တယ်လူဖီဖီကတိုးတိုးလေးနဲ့ငါအမှားလဲပါပါတယ်ငါနင့်ကိုယုံကြည်တဲ့နာအမှန်ကငါနည်းနည်းမနာလို့ဖြစ်သွားလို့ပါနင်းကျုံးမြောင်နဲ့အတူရှိနေတာမြင်တိုင်းငါစိတ်မကောင်းဘူးနင်းမျက်လုံးထဲမှာငါမရှိတော့ဘူးလို့ခံစားရလို့ဒုက္ခရောက်ရတာအဲ့ဒါကြောင့်ငါဒီလောက်ဝမ်းနေသွားတာလို့ပြောပြီးခိတ္တရက်ကဒါပေမဲ့ငါဒေါသကတော့အကုန်မပြေသေးဘူးနော်ဒါပေမဲ့နင်းငါကိုလှေကားအောက်ထိလိုက်ရှာပေးလို့နင်းရဲ့ကြိုးစားမှုကိုတော့အမတ်ပြပေးလိုက်မယ်ငါလည်းနင်းကိုမှားယွင်းနားလဲခဲ့တာဆိုတော့တည်ရပဲပေါ့ငါကစိတ်သဘောထားကြီးတဲ့လူမျိုးဒီတစ်ခေါက်တော့ခွင့်လွှတ်လိုက်မယ်လို့ပြောလို့ကျွန်တော်ရဲမိတယ်ဟုတ်ကဲ့မမလေးဒါဆိုအိမ်ပြန်ကြဆိုနင့်မျက်လုံးတွေဖူးယောင်နေလို့အမြန်ဆုံးရေခဲကဲရမယ်မဟုတ်ရင်မနှက်ဖြန်ကြရင်ပန်တာဝက်ဝင်လို့ဖြစ်နေလိမ့်မယ်လို့ပြောလိုက်တော့သူမစိုက်ကြည့်ပေမဲ့ကျွန်တော်ရေမောပြီးသူမကူခုံးကိုဖက်ကအိမ်ကိုအတူတူပြန်လာခဲ့ကြတယ်အိမ်ရောက်တော့နှစ်ယောက်သားမျက်နှာတစ်ကိုလက်တန့်စင်ပြီးတနေ့လုံးပပြေးနေရလို့ပင်ပန်းနေတာကြောင့်အခန်းထဲဝင်ပြီးအိပ်ပစ်လိုက်ကြတယ်နောက်တနေ့မနက်ကြောင်းရောက်တော့ကျိုးမြောင်ကိုလှမ်းတွေ့တာနဲ့ကျွန်တော်လူဖီဖီကိုဖီဖီငါကျိုးမြောင်နဲ့2မိနစ်လောက်စကားသွားပြောလိုက်အောင်မယ်မနက်ကကိစ္စကအပြတ်မသက်သေးလို့ပြောလိုက်တယ်အဲ့ဒီလိုပြောလိုက်ရင်လူဖီဖီပြန်စိတ်ဆိုးမလားလို့စိုးရိမ်လို့ချက်ချင်းပဲ9မိနစ်ပဲချက်ချင်းပြန်လာခဲ့မယ်လို့ထပ်ဖြစ်ပြောပြီးကျိုးမြောင်စီပြေးသွားခဲ့တယ်အနောက်မှာလူဖီဖီကဟွန်းခနဲ့တစ်ချက်ညှိပြီးဘေးမှာစောင့်နေပေးရှာတယ်ကျိုးမြောင်ခဏလေးလို့လှမ်းခေါ်လိုက်တော့သူမလှည့်ကြည့်ပြီးပြုံးကကိုမော်နင်းကုချန်ကိုမော်နင်းလို့နှုတ်ဆက်တယ်အဲ့ဒီနောက်လုံချိုရေးဦးလေးကြီးကိစ္စအပြည့်စုံကိုပြောပြလိုက်တော့သူမအော်ဒါကြီးမျက်လုံးအပြူသားနဲ့ရှင်တကယ်ပဲကြောက်အုပ်ကြီးစီတွားပြောပေးတာလားမယုံနိုင်စရာပဲလို့ဆိုတယ်
ကျွန်တော်ပြုံးပြီးဦးလေးကိုအလုတ်ပြန်ခံဖို့ပြောပြီးပြီမို့မင်းစိတ်မပူနဲ့တော့လူပြောလိုက်တော့ကျိုးမြောင်တပြင်းချနိုင်ပြီးရှက်ကိုရှက်ကန်နဲ့ငါ့ကိုခွင့်လို့ပါနင့်ကိုမှားယွင်းနားလည်မိလို့တကယ်ပဲစိတ်မကောင်းပါဘူးလို့တောင်းပန်လို့ကျွန်တော်ရဲ့ပြီးရပါတယ်ဒီလိုကိစ္စလေးအတွက်တောင်းပန်နေဖို့မလိုပါဘူးကဲငါအတန်းတက်တော့မယ်နောက်မှတွေ့မယ်လို့ပြောပြီးလက်ပြကလူဖီဖီစီပြန်လာခဲ့တယ်ခဏနေတော့အတန်းတကားဝကိုရောက်ပေမဲ့ကျွန်တော်အထဲဝင်ခံပြီးကျိုးမြောင်ကိုလှမ်းကြည့်လိုက်တော့အံ့ဩသွားရတယ်အတန်းဆောက်ဖို့10မိနစ်ပဲလိုတော့တာကိုသူမမိမိအတန်းထဲမဝင်သေးပဲအပြင်မှာရှိနေတော့မယ်ဒါကိုမြင်တော့စူးစမ်းခြင်းစိတ်နဲ့သူမနောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့တယ်တခြားတစ်ဖက်မှာတော့လူဖီဖီခုံမှာထိုင်တာနဲ့မျက်နှာကအပြုံးတွေပျောက်သွားပြီးအေးဆက်ပြီးအနေရများတဲ့မျက်နှာပေမျိုးပြောင်းသွားကနန်ကိုတီယန်လူခေါ်လိုက်တာနဲ့နန်ကိုတီယန်တုတ်တုတ်ပြပြအနားရောက်လာပြီးဟုတ်ကဲ့မမလေးလို့ထူတယ်လူဖီဖီကစပွဲခုံကိုလက်ချောင်းတွေနဲ့တောက်ပြီးငါအတွက်အလုပ်တစ်ခုလုပ်ပြီးတတိယထက်ကဒုတိယမြောက်အတန်းကိုသွားပြီးအဲ့ဒီမှာတယောက်ယောက်ကိုစောင့်ကြည့်ပေးလို့အမိန့်ပေးလို့နန်ကိုတီယန်ကခေါင်းညိတ်ပြီးဟုတ်ကဲ့ပါလို့ဆိုတယ်လူဖီဖီကဆက်ပြီးကုချန်တန်းထဲမှာရှိမရှိသွားကြည့်ပြီးတော့သူဘသူနဲ့စကားပြောနေလဲစုံစမ်းထူးဆန်းတာတွေ့ရင်ငါ့ကိုချက်ချင်းလာသတင်းပို့ဒါပေမဲ့တတိထားနင်းသူ့ကိုစောင့်ကြည့်နေမှန်းသူလုံးဝမသိစေနဲ့နားလဲလာလို့မှားချလိုက်တော့နန်ကိုတီယန်ကဟုတ်ကဲ့နားလဲပါပြီလို့ပြောပြီးလူဖီဖီစိတ်ကြည်နဲ့စွာလက်ပြလိုက်မှအတန်းထဲကထွက်လာခဲ့တယ်ဒါပေမဲ့တိတ်မဝေးတဲ့နေရာမှာတင်ဘိုင်းချင်းညောင်ကိုလှမ်းတွေ့လိုက်ရတယ်ဘိုင်းချင်းညောင်ကဒုတိယနှစ်ရဲ့အချောဆုံးယောက်ျားလေးဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးလူဖီဖီကိုအစွဲလန်းဆုံးလူလည်းဖြစ်တယ်သူကိုယ်သူမလည်းလူဖီဖီရဲ့အနာဂတ်ရည်စားလို့အမြဲသတ်မှတ်ထားတာပါသူ့ကိုမြင်တာနဲ့နန်ကိုတီယန်ကပြုံးပြီးခဲအိုမမလေးစီလာတာလားမမလေးကအခုခဲအိုကိုစောင့်နေတာလေးလို့ပြောလိုက်တယ်ဘိုင်းချင်းညောင်ရဲ့မျက်နှာကအမြဲတမ်းအေးဆက်ဆက်နိုင်ပေမဲ့သူပြုံးလိုက်ရင်တော့ပင်ကိုစရိုက်ကတရွာစီပြောင်းသွားတတ်တယ်သူကအနှဲငယ်ပြုံးပြီးနင်ပါလို့ဒီလောက်အလောတကြီးသွားနေတာလဲဖိဖိအတွက်တခုခုဝဲမလို့လားလို့မေးတော့နန်ကိုတီယန်ကခေါင်းခါပြီးမဟုတ်ပါဘူးမမလေးကကျမကိုတတိယထက်ကဒုတိယအတန်းစီလှုပ်လိုက်တာတယောက်ယောက်ကိုစောင့်ကြည့်ခိုင်းလို့ဖြေတယ်ဘိုင်းချင်းညောင်ကဘသူကိုလဲလို့မေးတော့ចောင်းသားတယောက်ပဲနာမည်ကကုချန်နဲ့လို့ပြောလိုက်တာနဲ့ဘိုင်းချင်းညောင်ရဲ့မျက်နှာပေးပြောင်းသွားပြီးကုချန်ဟုတ်လားသူနဲ့ဖိဖိနဲ့ဘာပတ်သက်လို့လဲလို့မေးတယ်နန်ကိုတီယန်ကစိတ်မတက်မတာနဲ့ကျမလည်းမသိဘူးမမလေးအမိတ်ပေးလို့သွားတာပဲဒါပေမဲ့တခုခုသိရရင်ခဲအိုကိုချက်ချင်းပြောပြပါမယ်လို့ဆိုတယ်ဒါကိုကြားတော့ဘိုင်းချင်းတောင်ကပြုံးပြီးငါနည်းနည်းရေစာလို့ကန်တင်းသွားပြီးငါအတွက်အေးတပူဝယ်ပေးပါလားအော်ဖိဖိအတွက်လည်းတပူဝယ်ခဲ့ဦးလို့ခိုင်းတယ်နန်ကိုတီယန်နည်းနည်းတုံဆိုင်နေတာကိုမြင်တော့ဘိုင်းချင်းတောင်ကစိုက်ကြည့်ပြီးဟေ့ဘာစဉ်းစားနေတာလဲကုချန်ကပိုရေးကြည့်တာလားငါကပိုရေးကြည့်တာလားတေချာစဉ်းစားပြီးပြန်ပြေးလို့မှန်လုပ်လိုက်တယ်သူ့ရဲ့မာနထောင်သွားတဲ့မျက်နှာကိုမြင်တော့နန်ကိုတီယန်စိတ်ထဲကနေအခုတလောဘိုင်းချင်းညောင်ကလူဖီဖီရဲ့အကြိုက်ဆုံးလူဖြစ်နေတာဆိုတော့စံချင်းချိုးပြီးလူဖီဖီနဲ့အကြဆုံးတွဲတဲ့ရည်စားဖြစ်လာနိုင်တယ်လို့တွေးမိတယ်အထူးသဖြင့်မကြသေးခင်ကလူဖီဖီကသူ့အပေါ်ပြင်းရတဲ့ပုံစံမပြသေးတယ်လို့ပြစ်မှတ်တယ်လဲရှာဖို့မရသေးဘူးလေအကြကြီးစဉ်းစားပြီးမှနန်ကိုတီယန်ကလည်းဘိုင်းချင်းညောင်ရဲ့အရှိန်ဝါကပိုကြီးတယ်လို့ယူဆပြီးပြုံးကဒါကမင်းနေဖို့လိုသေးလို့လားခဲအိုရဲ့ခဲအိုကအရေးကြီးဆုံးပေါ့အခုပဲတွားဝယ်ပေးပါမယ်စိတ်မပူနဲ့ခဲအိုဒီမှာရှိရင်မမလေးဖီဖီစိတ်ဆိုးမှမဟုတ်ပါဘူးလို့ပြောလိုက်တော့ဘိုင်းချင်းညောင်စိတ်ကြည်နဲ့စွာခေါင်းညိတ်ပြီးကောင်းပြီမြန်သွားစကားများမနေနဲ့လို့လွတ်လိုက်လို့နန်ကိုတီယန်အမြန်ထွက်သွားတော့တယ်ဘိုင်းချင်းညောင်ကသူမကန်တင်းဘက်သွားတာတေချာမှမျက်နှာလွှဲပြီးအတန်းထဲကိုအေးအေးဆေးဆေးဝင်လာခဲ့တယ်အမှန်တော့လူဖီဖီဘေးကခုံကအမြဲလွတ်နေလေးရှိပြီးဒါကသူမရဲ့ရည်စားအတွက်ပဲတီးတန့်ချန်ထားတဲ့ခုံလို့သတ်မှတ်ထားတာမို့ဘိုင်းချင်းညောင်ကမမေးပဲခုံကိုဆွဲပြီးထိုင်လိုက်ကသူ့မပုတ်ခုံကိုဖက်ပြီးကတ်လိုက်တယ်ဒါပေမဲ့လူဖီဖီဘက်ကဘာတော့ပြန်မှုမှမရှိဘူးဒါကသူ့ကိုထူးဆန်းတယ်လို့ခံစားရစေပြီးသူမမျက်နှာကိုမောကြည့်လိုက်တဲ့အခါသူ့ရဲ့ဝိညာဉ်ပါတုံ့လောက်သွားရတယ်လူဖီဖီရဲ့မျက်နှာဘေးကရေခဲလို့အေးဆက်နေလို့ပါသူကပြပြတလဲနဲ့ဖီဖီဘာဖြစ်လို့လဲဘသူဒုက္ခပေးလို့လဲလို့မေးပေမဲ့လူဖီဖီကစိတ်တူနေလို့ရှိသေးတာကိုသူ့မျက်နှာမြင်တော့ပိုလို့စိတ်ပြတ်သွားပြီးနင်ဒီကိုဘာလာလောက်တာလဲလို့မေးတယ်။ဘိုင်းချင်းတောင်ကအချစ်မျက်လုံးတွေနဲ့နင့်ကိုလွမ်းလို့လာတာလေလို့ပြောပေမဲ့လူဖီဖီကသူ့စကားကိုဂရုမစိုက်ပဲအာယုံကတခြားစီရောက်နေတာကိုမြင်တော့ဘိုင်းချင်းတောင်စိတ်ထဲမှာတရွာစီဒေါသထွက်လာတယ်။လူဖီဖီစဉ်းစားနေတာကုချန်အကြောင်းဆိုတာသူကောင်းကောင်းခံစားမိလို့ပါ။ခဏနေတော့နန်ကိုတီယန်အေးဘူးတွေတဲပြီးမောမောပန်းပန်းနဲ့ရောက်လာပြီးမမလေးအေးပါလို့ချပေးလိုက်ပေမဲ့လူဖီဖီမျက်လုံးကအေးဘူးကိုမကြည့်ပဲနန်ကိုတီယန်ကိုစိုက်ကြည့်ပြီးငါနဲ့ကိုအေးတော့ဝယ်ခိုင်းလို့လားလို့မေးလိုက်တာနဲ့ဘိုင်းချင်းညောင်ကကြားကနေငါဝယ်ခိုင်းတာပါနေရီစာနေမှာစိုးလို့ဝင်ပြောလိုက်ရအတန်းတစ်ခုလုံးရုတ်တရက်ရေခဲပြင်လို့ငြိမ်ကျသွားတော့တယ်လူဖီဖီကသူ့ကိုရေခဲလိုမျက်လုံးမျိုးနဲ့စိုက်ကြည့်ပြီးငါမျက်စိရှိကအခုချက်ချင်းထွက်သွားနေမျက်နှာကိုတစ်စက္ကန့်တောင်ထပ်မမြင်ချင်ဘူးလို့ပြက်ပြက်တသားပြောချလိုက်တယ်ဒီစကားကိုကြားတော့ဘိုင်းချင်းညောင်လုံးဝပါဆက်အဟောင်းသားနဲ့စုံသွားရရှာတယ်လူဖီဖီမိမိကိုဒီလောက်အထိဒေါသတကြီးပြောလိုက်မယ်လို့သူလုံးဝမထင်ထားလို့ပါဖီဖီငါဘာမှလို့လဲကျေးဇူးပြုပြီးငါ့ကိုပြစ်မသွားပါနဲ့လို့တောင်းပန်ပေမဲ့ဒီတစ်ခေါက်တော့သူ့ရဲ့အကွက်ကလုံးဝလွဲချော်သွားခဲ့ပြီးလူဖီဖီမှာသူ့ကိုချိုးဖို့စိတ်လုံးဝမရှိဘူး
ငါ့ကိုနောက်တစ်ခါထပ်မပြောခိုင်းတဲ့အိုးလို့អော်ပြီးနန်ကိုတီယန်ပက်လက်ကငါခိုင်းတဲ့အလုပ်ပြီးပြီလားလို့မေးတော့နန်ကိုတီယန်ကတုံတုံရင်ရင်နဲ့မပြီးသေးပါဘူးမမလေးအခုပဲသွားပါမယ်လို့ဖြေတယ်အဲ့ဒီအတွင်းမှာဘိုင်ချင်းညောင်ကစိုက်ကြည့်ပြီးဒါဆိုနေငါ့ကိုလမ်းခွဲချင်တာပေါ့လို့မေးတယ်သူအခုထိမိမိနာကိုမိမိမယုံနိုင်သေးပဲမှားကြတာဖြစ်ပါစေလို့မျှော်လင့်နေတော့မယ်ဒါပေမဲ့လူဖီဖီကမဆိုင်မတွာခေါင်းညှိပြီးဟုတ်တယ်ဒီနေ့ကစပြီးငါတို့လမ်းခွဲကြဆိုနေလူလဲဆိုရင်ငါရှိကိုနောက်တစ်ခါထပ်မလာနဲ့လို့ပြောလိုက်တာနဲ့ဘိုင်ချင်းညောင်ရဲ့မျက်နှာဖြူရောသွားတော့တယ်လူဖီဖီရဲ့စရိုက်ကဒီလိုပဲဆိုတာသူတခြားလူတွေစီကကြားဘူးပေမဲ့မိမိကိုမိမိကြတော့ထူးခြားတဲ့အထူးဆန်းလို့ထင်ထားခဲ့မိတာအခုတော့သူ့ရဲ့အထင်မြင်တွေအကုန်လုံးရိုက်ချိုးခံလိုက်ရပြီးအတန်းတဲကကျန်တဲ့ယောက်ျားလေးတွေအတွက်ကတော့လူဖီဖီပြန်ပြီးလူပြိုဖြစ်သွားပြီးမို့လို့ဒါကပွဲလန်းတပင်တစ်ခုလိုဝမ်းသာစရာဖြစ်ပြီးဘိုင်ချင်းညောင်ကိုလှောင်ပြောင်ကြတော့တယ်ဟေးလူအခုတော့ထွက်သွားလိုက်တော့ဒီလောက်အဆက်ကွဲတာတော့ရက်နေတုံးလားနင်းမျက်နာကအောက်စပို့လမ်းထက်တောင်ပိုထူနေတာလားမမလေးကပြက်ပြက်သားသားညင်းပြီးဥစ္စာအခုကစားပြီးဒီတန်းသားကိုတော့မလာနဲ့ဖီဖီနင့်ကိုမြင်ရင်စိတ်ရှုပ်လို့ဆိုပြီးဝိုင်းလောင်ကြလို့ဘိုင်ချင်းညောင်ရဲ့မျက်နှာပိုးလို့တောင်ရုပ်ဆိုးသွားတော့တယ်သူ့ဘဝမှာဒီလောက်ထိအဆက်ကွဲတာတစ်ခါမှမကြုံဘူးရှာဘူးကျောင်းရောက်ကလေးကရုပ်ရည်နဲ့ကံကောင်းမှုကြောင့်လူဖီဖီရေးစားချက်ချင်းဖြစ်ခဲ့ပြီးကျောင်းရဲ့အာယုံစိုက်ခံရဆုံးမှုဖြစ်ခဲ့တာလေကျောင်းရဲ့စီကံမရှိတဲ့စီကံရလူဖီဖီရေးစားဖြစ်တဲ့လူကကျောင်းရဲ့ထိတ်တန်းလူလိုသတ်မှတ်တာမှုဘိုင်ချင်းညောင်ကဒီကုံပုတ်တူးနဲ့နေလာခဲ့တာအခုအမြင့်ကြီးကနေပြုတ်ကျရတဲ့နာကျင်မှုကတကယ်ကိုပြင်းထန်လာတယ်အဆုံးမှာတော့သူဆက်ပြီးအဆက်မကွဲချင်တော့လို့လှည့်ပြီးအတန်းပြင်ကိုအပြေးလွှားထွက်ပြေးသွားတော့တယ်လူဖီဖီကတော့သူ့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲအတန်းတစ်ခုလုံးကိုအေးဆက်ဆက်တစ်ချက်ဝေးကြည့်လိုက်တာနဲ့စက္ကန့်ပိုင်းတွင်အတန်းတစ်ခုလုံးငြိမ်ကျသွားတော့တယ်။ဒါပေမဲ့သူမရင်ထဲမှာတော့စိုးရိမ်စိတ်တွေတရွာစီတိုးနေပြီးမိမိဘာလို့ဒီလောက်စိုးရိမ်နေမှန်းသူမကိုယ်တိုင်မသိဘူး။အဲ့ဒီအချိန်မှာပဲနန်ကိုတီယန်မောမောပန်းပန်းနဲ့ပြန်ပြေးဝင်လာပြီးမမလေးစောင့်ကြည့်ခိုင်းတဲ့လူကအတန်းထဲမှာမရှိပါဘူး။အတန်းထဲကចောင်းသားတွေကိုမေးကြည့်တော့သူအတန်းထဲဝင်ပြီးတာနဲ့ချက်ချင်းပြန်ထွက်သွားတာတဲ့ပြီးတော့လေထဲပျောက်သွားတယ်လို့မျိုးရှာမရတော့ဘူးလို့သတင်းပို့လိုက်တယ်။လူဖီဖီရဲ့လေတံလုံးဝအေးဆက်သွားပြီးပါလို့အုံမိတယ်သူအတန်းထဲမှာမရှိဘူးဆိုတာအားလုံးသိလိုက်ရပြီဒါပေမဲ့သူအတန်းထဲမှာမရှိရင်ဘယ်ရောက်သွားတာလဲလူဖီဖီရင်ထဲမှာပိုလို့စိုးရိမ်လာပြီးမိမိရဲ့မကောင်းတဲ့အတွေးတွေမှန်ကန်သွားပြီလို့ခံစားလိုက်ရတယ်နန်ကိုတီယန်ကလည်းကျမလည်းမသိဘူးမမလေးလို့ဆိုလို့စိတ်ထဲမှာဒီကူရှမ်းဆိုတဲ့ကောင်ကဘာတူလဲလူဖီဖီနဲ့ဘာပတ်သက်လို့မမလေးဒီလောက်ထိစိုးရိမ်ပူပန်နေရတာလဲလို့အံ့ဩနေမိတယ်လူဖီဖီမျက်မှောင်လုပ်ပြီးချက်ချင်းထကကြောင်းတစ်ခုလုံးကိုပြောင်းပြန်လည်ရရင်တော့သူ့ကိုရှာဖွေပြီးငါရှိခေါ်ခဲ့ဆန်းလို့အမိန်ပေးလိုက်တာကြောင့်အားလုံးမှင်တက်သွားရတယ်ကွရှန်တစ်ခုခုအမားကြီးမထလို့လားလူဖီဖီဒီလောက်အထိဒေါသထွက်တာအားလုံးပထမဆုံးအကြိမ်မြင်ဘူးတာဖြစ်လို့ပါသူမရဲ့မျက်နှာပေးကတကယ်ကိုဆိုးရွားနေပြီးမျက်ဝန်းထဲမှာဒေါသအရေးအယောင်တွေထင်ရှားနေလို့နန်ကိုတီယန်ရဲ့နဖူးမှာချွေးစတွေတောင်ထွက်လာမိတယ်ကျန်တဲ့ចောင်းသားတွေလည်းတယောက်ကိုတယောက်ကြည့်ပြီးဘာဖြစ်လို့လဲဆိုတာနားမလည်ကြဘူးမမလေးကဘသူ့ကိုရှာလို့ဒီလောက်စိတ်တူနေရတာလဲဒါပေမဲ့ဘသူမှသွားမမေးရဲကြသလိုအသက်ပြင်းပြင်းတောင်မရှူရဲကြဘူးလူဖီဖီစီကထွက်လာတဲ့ဖီအားကတကယ်ကိုပြင်းထန်လာလို့ပါသူမအတန်းပြင်ထွက်သွားမှကျန်တဲ့လူတွေတက်ပြင်းချနိုင်ပြီးဖြည်းဖြည်းချင်းစကားပြောကြတော့တယ်တွေ့လားမမလေးမျက်နှာကတရွာစီကြောက်စရာကောင်းတာဒီလောက်စိတ်တူတာတခါမှမမြင်ဘူးသူရှာနေတဲ့လူကမမလေးကိုစော်ကားထားလို့ထင်တယ်ငါထင်တာကတော့အဲ့ဒီလူဘဝပြက်ပြီးလူဖီဖီတကယ်စိတ်တူရင်တရွာစီအနေနဲ့များတယ်လို့ပြောကြပြီးအဲ့ဒီကောင်ရဲ့တတိကိုတော့ချီးကျူးရမယ်လို့ဆိုကြတယ်ဝမ်ရှင်းကတော့လူဖီဖီရဲ့အယုံကြည်ရဆုံးနောက်လိုက်ပြီးဖားတဲ့နေရာမှာတင်မကပဲအလုတ်လောက်တာလဲညံဆန်လို့ချက်ချင်းလုံခြုံရေးရုံးခန်းကိုသွားပြီးတရင်ချက်လက်စုဆောင်းပါတော့တယ်လူဖီဖီကတော့စင်ကြံလန်းမှာရက်ပြီးစိုးရိမ်တကြီးနဲ့စောင့်နေမိတယ်ရင်ထဲမှာမိတောက်နေတယ်လို့ခံစားရပေမဲ့ဘာလို့ရမလဲမသိလို့ဘေးကအခန်းတစ်ခုမှာထိုင်ပြီးဝမ်ရှင်းပြန်လာတာကိုစောင့်နေခဲ့တယ်ခဏနေတော့ဝမ်ရှင်းပြန်လာပြီးဒီနေ့ကျောင်းပြင်ပကိုဘယ်ကျောင်းသားမှထွက်မသွားပါဘူးဆိုလိုတာကကူရှမ်းကျောင်းထဲမှာပဲရှိနေဦးမယ်လို့သတင်းပို့လိုက်မှလူဖီဖီမျက်နှာနည်းနည်းပြေလျော့သွားပြီးဒါဆိုကျောင်းဝင်းတစ်ခုလုံးကိုရှာစမ်းပါပဲဖြစ်ကုချံကိုငါရှိခေါ်ခဲ့လို့အမိတ်ပေးပြန်လို့ကျောင်းဝင်းတစ်ခုလုံးကိုရှာဖွေကြတော့တယ်ကျောင်းဝင်းကအရန်ကျပေမဲ့လူဖီဖီရဲ့အရှိန်ဝါနဲ့ဆိုရင်လူတယောက်ကိုရှာဖို့ကမခက်ခဲပါဘူးဒါပေမဲ့ထူးဆန်းတာကအကြာကြီးရှာပြီးတာတော့ကုရှမ်းရဲ့အရေးရောင်တောင်မတွေ့ရလို့ဝင်ရှင်းပြန်လာပြီးဘာမှရှာမတွေ့ဘူးလို့ပြောလိုက်တာနဲ့လူဖီဖီစိုက်ကြည့်ပြီးဘလို့ဖြစ်လို့ရှာမတွေ့တာလဲလို့អော်တယ်ဝန်ရှင်းတဖူးကချွေးတွေစီးကြလာပြီးတုံတုံရင်ရင်နဲ့ကျမတို့ဆရာတွေရဲ့ရုံကန်ကျောင်းသားဆောင်တွေထိရှာပြီးဘာရိပ်ရောင်မှမတွေ့ဘူးလို့ဖြေတော့လူဖီဖီကဒါဆိုသူကျောင်းပြင်ထွက်သွားတာလားလို့မေးရဝန်ရှင်းကတကယ်လို့အပြင်ထွက်ရင်လုံခြုံရေးတွေမြင်မှာပေါ့ဒါမှမဟုတ်သူတခြားလျှို့ဝှက်လန်းကနေထွက်ပြီးလုံခြုံရေးတွေကိုလှည့်စားသွားတာလားမသိဘူးလို့ဆိုတယ်လူဖီဖီခိတစဉ်းစားမိတယ်ကုရှမ်းကျောင်းရောက်တာမကြသေးပဲကျောင်းရဲ့လှုပ်ဝက်လန်းတွေကိုသူဘယ်လိုသိမှလဲဒါပေမဲ့အခုချိန်မှာဒါကအကျိုးအကြောင်းအရှိဆုံးဖြစ်နေလို့ငါအဲ့ဒီလိုတရေတစေကိစ္စတွေကိုမယုံဘူးဒါကြောင့်ဒါတွေမဖြစ်နိုင်ဘူးလို့တွေးမိပေမဲ့စိတ်ထဲကစိုးရိမ်မှုကမပြောက်ဘူးသူဘာလို့မပြောမဆိုပဲပျောက်သွားရတာလဲတကယ်လို့တစ်ခုခုဖြစ်သွားရင်လို့တွေးပြီးပိုလို့တောင်ထိတ်လန့်လာကဆက်တောင်မတွေးရတော့ဘူးအဲ့ဒီအချိန်မှာဝန်ရှင်းကတစ်ခုခုတတိယပြီး
မမလေးเจ้าမှာစောင့်ကြည့်ကင်မရာတွေရှိတယ်လေကင်မရာတွေသွားစစ်ရင်အစအနာရနိုင်တာပဲလို့ပြောပြလိုက်မှလူဖီဖီမိမိရဲ့အမကိုတတိယသွားတယ်သူမစိုးရိမ်လုံးလို့ဒီလွယ်ကူတဲ့နီလန်းကိုမေ့နေခဲ့တာပါသူမကချက်ချင်းပဲကောင်းပြီအခုပဲကင်မရာခန်းသွားကြစို့လို့ပြောပေမဲ့ဝန်ရှင်းကစိတ်မသက်မသာနဲ့ဒါပေမဲ့ကင်မရာစနစ်ကိုကျောင်းအုပ်ကြီးတယောက်ပဲဖွင့်ပိုင်ခွင့်ရှိတာမို့ကျမလိုလူငယ်တွေသွားလို့မရဘူးဒါကြောင့်မမလေးကိုယ်တိုင်သွားမှရမယ်လို့ရှင်းပြလို့လူဖီဖီချက်ချင်းကျောင်းအုပ်ရုံးခန်းစီထွက်လာခဲ့ပြီးဝန်ရှင်းလည်းနောက်ကလိုက်လာခဲ့တယ်ကျောင်းအုပ်ရုံးခန်းရောက်တာနဲ့လူဖီဖီကကျောင်းအုပ်ကြီးရဲ့ကလပ်ထိုင်မှာတန်းထိုင်လိုက်ပြီးဝန်ရှင်းကမမလေးဒါကျွန်တော်တို့ကျောင်းရဲ့စောင့်ကြည့်စနစ်ပါကင်မရာ300ကျော်ချိတ်ထားတာမို့မမလေးအေးဆေးစစ်ဆေးနိုင်ပါတယ်လို့ရှင်းပြတယ်ကင်မရာ300ဆိုတာကိုကြားတော့လူဖီဖီမျက်မှောင်လို့သွားလို့ဝန်ရှင်းကချက်ချင်းမမလေးလိုအပ်ရင်ကျမကူကြည့်ပေးမယ်လေလို့ပြောပေမဲ့လူဖီဖီကခေါင်းခါပြီးမလိုပါဘူးငါဘာသာကြည့်မယ်လို့ညင်းလိုက်လို့ဝန်ရှင်းညင်ပြီးအနောက်ကနေစောင့်နေခဲ့တယ်အဲ့ဒီနောက်လူဖီဖီရဲ့တွဲလျားတဲ့လက်ချောင်းလေးတွေကကီးပုတ်ပေါ်မှာအရှိန်ဟုန်နဲ့လှုပ်ရှားပါတော့တယ်သူမဒီစနစ်ကိုပထမဆုံးအကြိမ်သုံးတာဖြစ်ပေမဲ့လက်လှုပ်ရှားမှုကနှစ်ပေါင်းများစွာသုံးလာတဲ့လူလိုမျိုးတရွာစီမြန်ဆန်လာတယ်ကျောင်းအုပ်ကြီးကိုတခုံးမှမမေးပဲမိမိဘာသာစနစ်ကိုအလွယ်တကူမောင်းနေနေတာကိုကြည့်ပြီးဝန်ရှင်းမျက်လုံးအပြူသားနဲ့အံ့ဩသွားရတယ်မမလေးရဲ့ကွန်ပျူတာကျွမ်းကျင်မှုကဒီလောက်ထိထူးချွန်လိမ့်မယ်လို့သူမမထင်ထားလို့ပါမမလေးကဂိမ်းဆော့ရုံပဲတည်တယ်ထင်ထားတာကီးပုတ်ရိုက်တဲ့အချိန်ကိုကြည့်ပြီးဘယ်သူမဆိုအံ့ဩရမှာပဲစနစ်ရဲ့အစိပ်ပိုင်းအားလုံးကိုသူမကောင်းကောင်းကြီးသိနေတယ်လို့ပါပဲဝန်ရှင်းမမလေးနဲ့တွဲလာတာကြာပြီဖြစ်ပေမဲ့မမလေးကတကယ် pro တယောက်မှအခုမှသိတော့တယ်မကြခင်မှာပဲလူဖီဖီဝန်ရှင်းပြောပြထားတဲ့တန်တရားဖြစ်ပွဲနေရာအားလုံးကိုထုတ်ယူလိုက်ပြီးအချိန်ကုန်တက်တာအောင်ကင်မရာမြင်ကွင်း6ခုကိုကြပြိုင်နဲ့တည်းဖွင့်လိုက်တယ်။အဲ့ဒီနောက်သူမရဲ့မျက်လုံးတွေကလျှက်စီးလိုစခရင်တွေပေါ်မှာလှုပ်ရှားပြီးမျက်တောင်မခတ်တန်းစကန်ဖတ်နေခဲ့တယ်။အနောက်ကဝန်ရှင်းကတော့ကြည်ယုံတင်နဲ့ကောင်းမှုလာပြီး10မိနစ်လောက်ကြည့်ပြီးတာနဲ့မျက်လုံးတွေ6တွေကဆက်ပြင်းပြင်းဖြစ်လာပေမဲ့လူဖီဖီကတော့ဘာမှမဖြစ်ပဲကင်မရာအရှိန်ကိုပါပုံမြင့်လိုက်သေးတယ်။မိနစ်အနည်းငယ်ကုန်လွန်သွားပြီးဝန်ရှင်းကောင်းပေါက်ထွက်မတက်ဖြစ်လာပေမဲ့ပြီးတဲ့ပုံစံမပြရဲလို့အတင်းဆိုင်ကြည့်နေတော့မှပဲလူဖီဖီကရုတ်တရက်တွေ့ပြီးလို့အော်လိုက်လို့ဝန်ရှင်းပြတလဲနဲ့စခရင်နာတိုးကြည့်လိုက်တယ်ကင်မရာမှတ်တမ်းထဲမှာကျွန်တော်ကျောင်းနောက်ဖက်တောင်ကုန်းလမ်းကနေအေးအေးဆေးဆေးထွက်လာတာကိုမြင်ရပြီးလက်ထဲမှာအေးဘူးတဘူးကင်ကမျက်နှာမှာအားလက်ရက်ခီးထွက်လာတယ်လို့မျိုးတက်တောင့်တက်တာရှိနေတာကိုမြင်လိုက်ရတာကြောင့်လူဖီဖီစပွဲခုံကိုအားနဲ့ရိုက်လိုက်ပြီးသူမရဲ့စိုးရိမ်မှုတွေပြေလျော့သွားပေမဲ့စိတ်ထဲကနေဒေါသတကြီးနဲ့ဒီလူအိုက်ကတောင်ပေါ်မှာဘာသွားလုပ်နေတာလဲကိုရှမ်းနင်းကြောင့်ငါယူတော့မယ်လို့ညီးတွားနေမိတယ်ဝန်ရှင်းကမမလေးရဲ့မျက်နှာမှာဒေါသရောစိုးရိမ်မှုပါရှိနေတာကိုမြင်ပြီးမမလေးအခုတောင်ပေါ်သွားပြီးသူ့ကိုသွားဖမ်းမလားလို့တိုးတိုးလေးမေးတော့လူဖီဖီတက်ပြင်းချပြီးစိတ်ထဲကလှုပ်ရှားမှုကိုထိန်းကချက်ချင်းထားပြီးသွားမှာပေါ့ငါသူ့ကိုသွားမေးရမယ်ဘာလို့မပြောမဆိုပဲပျောက်သွားရတာလဲလို့ပြောပြီးထွက်လာခဲ့တယ်ဒီဘက်မှာတော့ကျွန်တော်တောင်ပေါ်မှာလေကောင်းလေတန့်ရှူပြီးအတန်းနဲ့ပြန်ဖို့စဉ်းစားနေတော့အဝေးကနေလူဖီဖီဒေါသတကြီးနဲ့အပြေးလွှားလာနေတာကိုလှမ်းတွေ့လိုက်ရတယ်သူမရဲ့မျက်ဝန်းတွေအနှဲငယ်หนีရဲနေတာကိုမြင်တော့ကျွန်တော်ကြောင့်သူမဘလောက်အထိစိုးရိမ်သွားလဲဆိုတာသိလိုက်ရပြီးကျွန်တော်ရင်ထဲမှာရုတ်တရက်အာနာစိတ်ဖြစ်ပေါ်လာလို့တောင်းပန်ဖို့ပစားလိုက်ပေမဲ့သူမကကျွန်တော်ရှိရောက်တာနဲ့ကျွန်တော်ရင်ဘက်ကိုလက်သီးနဲ့ခပ်ဖွားဖွားထုပြီးကူရှမ်းနင်းကြောင့်ငါဘလောက်စိုးရိမ်သွားလဲသိလားနေတစ်ခုခုဖြစ်သွားပြီးထင်လို့ကြောင်းတစ်ခုလုံးကိုပြောင်းပြန်လှန်ပြီးရှာခဲ့ရတာစောင့်ကြည့်ကင်မရာတွေပါတွားစစ်ခဲ့ရတာကိုနင်းကဒီမှာပုံပြီးအေးဆေးနေတယ်ပေါ့လို့ငိုတံပါကြီးနဲ့စူပါတော့တယ်ကျွန်တော်လည်းချက်ချင်းစင်ကြေပေးပြီးအတန်းထဲမှာပြင်းလွန်းလို့လေကောင်းလေတက်လာရှူတာပါနင်ဒီလောက်ထိစိုးရိမ်သွားမယ်လို့ငါမထင်ထားမိလို့ပါ sorry ပါဖီဖီလို့ပြောပြီးသူမလက်ကိုလှမ်းဆွဲကချော့လိုက်တော့သူမစိုက်ကြည့်ပေမဲ့လက်ကိုတော့ပြန်မယုံဘူးပြီးတော့သူမကတိုးတိုးလေးနောက်ဆိုအဲ့ဒီလိုမလုံးနဲ့ဦးသွားเสียရှိရင်ငါ့ကိုအရင်ပြောဦးလို့မလို့ကျွန်တော်ပြုံးပြီးခေါင်းညိတ်ကသူမရဲ့စပင်လေးတွေကိုခပ်ဖွားဖွားတက်ပေးပြီးဟုတ်ခဲ့ပါငါရဲ့အနာဂတ်ဇနီးလောင်းလေးလို့ပြောလိုက်တာနဲ့လူဖီဖီမျက်နှာခရမ်းကျင်သည်လို့ရဲတက်သွားပြီးရှက်ရှက်နဲ့ကျွန်တော်ကိုတွန်းထုတ်ကဘသူကနင့်ဇနီးလောင်းလဲတိတ်ထင်မကြီးနဲ့အုပ်လို့ပြောတာကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာနှွေးထွေးမှုခံစားလိုက်ရတယ်အစကတော့ဒီစစ်ဆက်ပွဲကအတင်းကျပ်မှုလို့နှစ်ယောက်သားတွေ့တိုင်းရန်ဖြစ်ခဲ့ကြပြီးနောက်ပိုင်းကျိုးမြောင်ကြောင့်မှားယွင်းနားလည်မှုတွေရှိခဲ့ပေမဲ့အခုတော့ကျွန်တော်လူဖီဖီကိုဘယ်ကလေးကချစ်မိနေမှန်းသိလိုက်ရပြီးကျိုးမြောင်နဲ့ပတ်သက်လို့လည်းအားလုံးရှင်းလင်းသွားခဲ့ပြီဖြစ်လို့ကျွန်တော်တို့နှစ်ယောက်ကတငယ်ချင်းကောင်းတွေဖြစ်ကြပြီးသူမကလည်းကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုလေးစားတဲ့အနေနဲ့ကျွန်တော်နဲ့လူဖီဖီကိုပြုံးပြုံးလေးဆူတောင်းပေးခဲ့ရှာတယ်ဝက်ရှင်းကတော့အရင်လိုပဲအေးဆက်ဆက်နဲ့ငြိမ်နေတတ်ပြီးတွေ့ရင်တော့တာမန်ဟယ်လိုလိုပဲနှုတ်ဆက်လေးရှိကကျွန်တော်တို့တငယ်ချင်းကောင်းတွေဖြစ်ပဲနေခဲ့ကြတယ်လုံခြုံရေးဦးလေးကြီးကိစ္စမှာလည်းကျွန်တော်ကြောက်အုပ်ကြီးစီအလုတ်ပြန်ခံခိုင်းရုံတင်မကပဲကိုပိုင်ပိုက်ဆံနဲ့နင့်နာကြီးပေးခဲ့ပြီးလစာပါတိုးပေးခဲ့လို့ဦးလေးကြီးကမျက်ရည်ဝဲပြီးကျွန်တော်ကိုအထက်ထက်ကျေးဇူးတင်နေခဲ့တယ်ဒီဖြစ်ရက်ကနေကျွန်တော်အတွက်သင်ခန်းစာအကြီးကြီးရခဲ့တဲ့တထေးမိသားစုကဖြစ်ရုံနဲ့မိမိကြိုက်တာလုပ်လို့မရတယ်လို့လူတိုင်းရဲ့ဂုဏ်သိက္ခာကိုလေးစားဖို့လိုအပ်တယ်ဆိုတာသိလိုက်ရတယ်လူဖီဖီကလည်းပိုင်ချင်းမြောင်နဲ့လုံးဝအဆက်အသွယ်ဖြတ်လိုက်ပြီးကျွန်တော်နဲ့ဆက်ဆံရေးကိုပုံမခိုင်မြဲအောင်လုပ်ခဲ့တယ်အခုတော့ကျွန်တော်တို့အရင်လိုကလေးမဆန်တော့ပဲအတန်းတူတူတက်ကျောင်းတူတူဆင်းတရိပ်အောက်မှာလမ်းတူတူလျှောက်ပြီးတိုက်ခန်းကိုအတူတူပြန်ကြလေးရှိတယ်
တခါတလေအသေးအဖွဲရန်ဖြစ်တာမျိုးရှိပေမဲ့ချက်ချင်းပဲပြန်ချော့ပြီးအဆင်ပြေသွားကြတာပါပဲဒီလိုနဲ့အချိန်တွေကုန်လွန်သွားပြီးနှစ်ယောက်စလုံးကြောင်းအောင်မြင်စွာပြီးဆုံးခဲ့ကြလို့လူမိသားစုကလည်းမင်္ဂလာဆောင်ဖို့အတင်းအကျပ်မလုပ်တော့ပဲကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးခဲ့တယ်အဲ့ဒီနောက်ကျွန်တော်တို့လက်ထပ်ဖို့အသင့်ဖြစ်ပြီလို့ခံစားရတဲ့အခါမှာတော့မင်္ဂလာပွဲကိုခမ်းနားစွာကျင်းပခဲ့ကြတယ်မင်္ဂလာဆောင်တဲ့နေ့မှာလူဖီဖီဖြူရောင်မင်္ဂလာဝတ်စုံနဲ့နတ်သမီးလေးတစ်ပါးလိုလှပနေပြီးသူမရဲ့မျက်ဝန်းတွေကပြုံးနေကအချစ်တွေပြည့်နေခဲ့တယ်ကျွန်တော်သူမလက်ကိုဖြည်းဖြည်းချင်းဆွဲကင်ပြီးလူအများရဲ့ရှေ့မှောက်မှာတည်ငြိမ်တဲ့လေတံနဲ့လူဖီဖီငယ်ကလေးကငါတို့နေတိုင်းရန်ဖြစ်ခဲ့ကြလို့နေနဲ့ငါကရန်သူတွေဖြစ်ပဲနေသွားကြမယ်ထင်ခဲ့တာဒါပေမဲ့ဒီနေ့တော့နင်ကငါဘဝတစ်ခုလုံးကိုအတူတူဖြတ်တန်းခြင်းနဲ့လူမှန်းသိလိုက်ရပြီးနောက်ဆိုရင်ငါနင့်ကိုနေတိုင်းကာကွယ်ပေးမယ်နင့်ကိုချစ်ပေးမယ်ဘဝတစ်လျှောက်လုံးနင့်နာကနေလုံးဝဆုံးခွာမှာမဟုတ်ပါဘူးလို့ဂရုတစ္ဆာပြုလိုက်တော့လူဖီဖီမျက်ရည်ဝဲလာပြီးတောက်ပတဲ့အပြုံးနဲ့ကူရှမ်းငါအစ်စ်မှာပဲလို့ပြန်ဖြေတယ်အောက်မှာထိုင်နေတဲ့လူမိသားစုဝင်တွေအားလုံးကဒီမြင်ကွင်းကိုကြည့်ပြီးစိတ်ကြည်နက်စွာပြုံးနေကြသလိုအဖိုးလူရဲ့မျက်နှာမှာလည်းဂုံယူတဲ့အရေးအယောင်ထင်ရှားနေခဲ့တယ်အိမ်စီတွေကလည်းဝမ်းသာအားရလက်ခုပ်တီးကြပြီးကျိုးမြောင်နဲ့ဝန်ရှင်တို့ကလည်းဧည့်သည်ဖြစ်ရောက်လာပြီးကျွန်တော်တို့ကိုလှိုက်လိုက်လဲဆူတောင်းပေးခဲ့ကြတယ်။အဲ့ဒီနောက်ကျွန်တော်တို့ရဲ့အိမ်တော်ရေးဘဝကပျော်ရွှင်စရာတွေနဲ့ရှေ့ဆက်ခဲ့ပြီးတခါတလေငငယ်ကအသေးဖွဲလေးတွေနဲ့ရန်ဖြစ်ခဲ့တာကိုပြန်တွေးမိတဲ့အခါကဘာပေါ်မှာအလှဆုံးအချစ်ဆိုတာရုပ်ရှင်တွေကလိုစမ်းပြတဲ့စုံတွဲမှုတွေကနေစတာမဟုတ်ပဲတခါတလေကြာရင်ငငယ်ကလေးကမိမိအနားမှာတိတ်တဆိတ်ရှိနေပေးခဲ့တဲ့ငယ်ကျွမ်းဆွေအချစ်ကသာအကြရှည်ဆုံးနဲ့အလှပဆုံးအချစ်စစ်ဖြစ်တယ်ဆိုတာနားလည်လိုက်ရပါတော့တယ်။